ဘဝတန်တရားရှင်းလင်းနေရတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းတွေ့တယ်လို့အဆိုးဆိုတာလည်းပဲတွေ့ကြုံရစမြဲဒါလောကရဲ့တပတာလို့ပဲပြောကြရမှာဘဝတစ်ခုမှာကံကောင်းတဲ့အလှည့်နဲ့ကြုံလို့ရှိရင်မြည်သည့်အခက်အခဲမြည်သည့်အနှောင့်အယှက်မြည်သည့်အန္တရာယ်မှမကြုံဘဲနဲ့ဘဝတစ်ခုဟာအေးချမ်းချမ်းဖြတ်သန်းသွားရတဲ့အခါရှိတယ်လို့ပဲကံဆုံးမှုမောင်ကြပြီးတော့ဘေးဆိုးကံဆိုးအန္တရာယ်မျိုးတွေကြုံတွေ့ရတဲ့အလှည့်ဆိုတာလည်းရှိကြတယ်အခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း80ဟိုဘက်မှာမွေးဖွားခဲ့တဲ့ပုဂ္ဂိုလ်80ဟိုဘက်မှာမွေးဖွားခဲ့တဲ့ပုဂ္ဂိုလ်တွေကဒုတိယကမ္ဘာစစ်ကြီးနဲ့ကြုံတွေ့ခဲ့ကြရတယ်ဘေးဆိုးကဆိုးတွေနဲ့ကြုံတွေ့ကြရတယ်မင်းသမီးကြီးရဲ့နောက်ပိုင်းအေးချမ်းနေတဲ့အချိန်ပိုင်းကာလမှာဆိုလို့ရှိရင်ကမ္ဘာကြီးတစ်ခုလုံးစစ်ဖြစ်တယ်ဆိုတဲ့အနေအထားမျိုးမကြုံကြရပဲနဲ့အေးချမ်းတဲ့အနေအထားမျိုးလေးကိုရရှိတယ်ဒီမရဏပုရမျိုးတော်ကြီးကိုတည်ထောင်သွားတဲ့ဘုရောမင်းတရားကြီးလက်ထက်မှာဆိုလို့ရှိရင်နှစ်ပေါင်းတော်တော်ကြာအောင်မြန်မာနိုင်ငံမှာအေးချမ်းသာယာပြီးတော့အာဂုမအခက်ခဲမရှိပဲနဲ့လူတွေဟာအေးချမ်းတဲ့ဘဝခရီးကိုဖြတ်သန်းကြရတယ်ဆိုတာရာဇဝင်ကိုကြည့်လိုက်လို့ရှင်သိအနှစ်ပေါင်း20ကျော်30နီးပါးအုပ်ချုပ်ပြီးတော့မရပူရရွှေမြို့တော်ကြီးကိုတည်ထောင်ပြီးတော့ဘုရောမင်းတရားကြီးအုပ်စိုးသွားသို့တော့နောက်ပိုင်း3နှစ်လောက်နောက်ဆုံး3နှစ်ဘုရောမင်းတရားကြီးအုပ်ချုပ်လို့နောက်ဆုံး3နှစ်အချိန်ပိုင်းရောက်တဲ့အခါမှာကံမကောင်းအကြောင်းမလားလို့ပြည်သူတွေဟာဗာနဲ့ချုပ်ရရလဲလို့ဆိုရင်မိုးခေါင်ရေရှားခြင်းလို့ဆိုရဲကဆိုးကြီးနဲ့ကြုံရတယ်လို့ဆိုတာကြာဆိုရင်ဒီအရာသိရအဲ့ဒီအချိန်မှာသာဝတိဒုက္ခတွေကြုံကြရတယ်ပေါ့နောက်ဆုံး3နှစ်လောက်ဘုရောမင်းတရားကြီးနာရဆံသွားတဲ့အခါမှာဘာကြီးတော်လို့ခေါ်တဲ့စကိုင်းမင်းနန်းတက်လာဘိုးတော်တို့ဘာကြီးတော်တို့ဆိုတဲ့ဒီနာမည်တွေကဘယ်သူအနေနဲ့ခေါ်ပြီးတော့သုံးဆွဲတဲ့နာမည်တွေလဲလို့ဆိုမင်းတို့မင်းကြီးကနေခေါ်တဲ့နာမည်တွေပေါ့ကြာဆိုရင်မှလည်းပဲအဲ့ဒီလိုမှတ်တမ်းတင်လိုက်မင်းတို့မင်းနဲ့အဘိုးတော်တို့ဘိုးတော်ဘာကြီးတော်တို့ဘာကြီးတော်ဒီလိုခေါ်ခဲ့တာကျန်တဲ့လူတွေတော့အဘိုးမတော်ပါဘူးဘာကြီးလည်းမတော်ပါဘူးအဲ့ဒါလို့စကိုင်းမင်းဘာကြီးတော်နန်းတက်တဲ့အခါမှာနန်းတက်မိန်ကုန်းသူမိန်ကုန်းပြောတာရှိတယ်။ဒါဆိုရင်လည်းမှတ်တမ်းတင်ထားတဲ့သူမိန်ကုန်းထဲမှာသူပြောတာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုရောမင်းတရားကြီးရဲ့နောက်ပိုင်း3နှစ်မှာတိုင်းပြည်ဟာရှားရှားပါပါဖြစ်ပြီးတော့လူတွေဆင်းရဲဒုက္ခအနည်းငယ်ရောက်ကြတယ်ဆိုတာသိရတယ်ပေါ့သူကဘယ်လိုနန်းတဲ့မိန်ကုန်းထဲမှာဘာတွေထက်သွင်းပြောတော့ဆိုငါ့ကိုချစ်ရင်ပြည်သူတို့ကိုချစ်ငါအကျိုးစီးပွားကိုလိုလားရင်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုလိုလားပြည်သူဗန္ဒာကိုမျက်မှောက်မကြိုးကြနဲ့ဆိုတဲ့စကားထည့်ပြောထားတာရှိဒါဆိုရင်ဖတ်ကြည့်ရင်ဒီစကားလုံးလေးတွေတွေ့ရပြည်သူဗန္ဒာကိုမျက်မှောက်မကြိုးကြနဲ့ဆိုပြီးတော့စီမံအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့ဆက်ပြောထားတဲ့စကားဟာငါရဲ့လက်ထက်မှာတဲ့3နှစ်3မိုးအခွန်တွေအကောက်စားမရှိစေရနေပြီးတော့လုံခြုံမှုအတွက်အထက်မင်းကုန်းကင်းနဲ့အောက်ကြောက်တလုံးကင်းဒီနှကင်းကိုသာထားပြီးတော့လုံခြုံရေးကိုစီမံကြစေအကောက်စားမရှိစေနဲ့လို့ဒီလိုနန်းတဲ့မင်းကုန်းထဲမှာထက်သွင်းပြောထားတာကို
ထောက်ထားကြည့်လို့ရှိရင်တော့ပြည်သူတွေခက်ခဲတွေ့နေတဲ့အချိန်မှာအခွန်နေကင်းလွတ်ခွင့်ပြုခဲ့တယ်ဆိုတာရှားစွယ်ထဲမှာထင်ရှားရှိတယ်ဒါကဘာကြီးတော့နန်းတဲ့မိန်ကွန်းမှာပါတဲ့စကားရကလေးတွေပေါ့အဲ့တော့ဆိုလိုတာပြောချင်တာကဘယ်ခေတ်ပဲဖြစ်ဖြစ်ဘယ်ကာလပဲဖြစ်ဖြစ်အခါတရံကံမကောင်းအကြောင်းမလာတဲ့အခါကျတော့ဘေးဆိုးကတ်ဆိုးအန္တရာယ်မျိုးဆိုတာကြုံရတတ်တယ်အများအားတော့ကြုံတာမဟုတ်ဘူးအဲ့ဒါလို့ကြုံရပြီဆိုလို့ရှိရင်မိုးအောင်မြေပြင်မှာရှိကြတဲ့တရားတွေအားလုံးဟာကံတူအကျိုးပေးဆိုတာကိုခံကြရတယ်အဲ့ဒီထက်မှပို့ပြီးတော့ကံမကောင်းအကြောင်းမလာတဲ့ပုဂ္ဂိုလ်တွေကအသက်ဆုံးရှုံးမှုထီအောင်ရောက်သွားကြတယ်ကံကောင်းအကြောင်းလာတဲ့ပုဂ္ဂိုလ်တွေကြတော့ဘေးဒုက္ခဆိုးတွေကလွတ်မြောက်ပြီးတော့ချမ်းသာဒုက္ခရောက်ကြတာလည်းရှိအဲ့တော့ချမ်းသာဒုက္ခရောက်ဖို့ရအတွက်ဘာတွေလောက်ဘေးဒုက္ခဆိုးကလွတ်မြောက်ဖို့အတွက်ဘာတွေလုပ်သင့်နေလဲဆိုတာဘေးဒုက္ခဆိုးတွေကဘာဖြစ်လို့လူလောကမှာမကြမကြာကြာရောက်လာတတ်တယ်လေလို့ဒီလိုလဲမေးခွန်းထုတ်ပြီးတော့ကြည့်မယ်ဆိုရင်တော့ခေတ်အကြောင်းကိုလေးလာနေကြတဲ့ပုဂ္ဂိုလ်တွေဆိုပါတော့ယာတိဥရုလေးလာတဲ့ပုဂ္ဂိုလ်သဘာဝပတ်ဝန်းကျင်လေးလာတဲ့ပုဂ္ဂိုလ်တွေကယာတိဥရုသဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုအခြေအနေတွေရလူတွေဟာဒုက္ခရောက်ကြတယ်လို့ဒီလိုဖြေထုတ်ကြဒါလည်းမကင်းနိုင်တဲ့အကြောင်းတရားတွေပဲလို့ပြောရမယ်မြတ်စွာဘုရားကတော့အဲ့ဒီအကြောင်းတရားတွေရဲ့အကြောင်းတရားကိုထောက်ပြတယ်လို့ဘုန်းကြီးတို့တွေနားလည်ရတယ်မြတ်စွာဘုရားကဟောပြီဆိုလို့ရှိရင်ထပ်ပြီးတော့အကြောင်းရှာစရာမလိုအောင်မူလအကြောင်းရင်းကိုဟောကြားလိုက်ရှိတယ်အဓိကအကြောင်းရင်းကဘာလဲလူသားတွေနဲ့တဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်ဘုလိဝဒမမကံဖြစ်ပြီးတော့အစာရည်စာခေါင်းမရတယ်ဆိုတဲ့အကြောင်းတရားဟာမဟုတ်ဘူးလားဆိုဟုတ်တယ်ဒါဖြစ်လို့တဘာဝပတ်ဝန်းကျင်တွေပျက်စီးရတယ်လေဘာဖြစ်လို့မိုးခေါင်ရေရှားဖြစ်ရတယ်လဲဆိုထပ်ဆင့်ပြီးတော့ရှင်းဖို့အတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်ကအကြောင်းရှင်းပြမြတ်စွာဘုရားရှင်းပြတဲ့အကြောင်းဟာပို့ပြီးတော့အတွင်းကျ internal condition internal cause လို့ခေါ်အတွင်းကျအကြောင်းတရားတွေကိုမြတ်စွာဘုရားထောက်ပြနေရှိမနေ့ကပြောခဲ့တဲ့ပါလောကသုတ်လောကကြီးဘာကြောင့်ပျက်စီးသလဲဆိုတဲ့ပါလောကသုတ်မြတ်စွာဘုရားကလူသားတွေရဲ့ခွချင်းတရားပြတ်ပြားမှုအခြေအနေတစ်ခုအဲ့သုတ်တံမှာဦးစားပေးပြီးတော့ဟောထားလူတွေဟာအတ္တမရာဂနှိစ္စခံရတယ်အတ္တမရာဂတွေလွှမ်းမိုးနေတယ်ဝိသမလောဘတွေကြီးစိုးနေတယ်မိစ္ဆာဓမ္မလို့ဆိုတဲ့မှားရတဲ့အကျင့်တရားတွေလူတွေပါလွှမ်းမိုးထားသည့်အတွက်ကြောင့်အခြေအနေဆိုးတွေဖြစ်ပေါ်ပြီးတော့လာခဲ့တယ်လို့ဘာပဲဖြစ်ဖြစ်ဒီအခြေအနေတွေဖြစ်ပေါ်လာတာဟာတော်တော်များများလိုက်ကြည့်လို့ရှင်လူတွေလှုပ်တာပဲလူတွေလှုပ်တာကိုလူတွေခံကြရတာပေါ့ခုကြည့်လေသဘာဝပတ်ဝန်းကျင်ပျက်စီးတယ်ဆိုတာသူကသူပျက်စီးတာမဟုတ်ဘူးလူတွေပျက်စီးတာအဲ့တော့ဘာဖြစ်လို့ပျက်စီးတာတော့ဆိုလောဘကြောင့်ပျက်စီးကြတယ်ပေါ့လောဘကြီးပြီးတော့မိမိစားလောက်ရုံအနေထားတယ်မကပဲနဲ့လောဘကြီးပြီးစီးပွားဥစ္စာတွေရှာကြဖြတ်ကြပြုတ်ချရတဘာဝပတ်ဝန်းကျင်တွေပျက်စီးပြီးတော့ဒါလည်းသေချာစဉ်းစားကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့အနှစ်60လောက်ကသူများဘဝအတားထားဘုန်းကြီးတို့ကိုယ်တွင်းမြင့်မြင့်ဘဝလေးတစ်ခုပြောပြမယ်ဆို
ဘုန်းကြီးတို့အယတ္တိသားမှာလွန်ခဲ့တဲ့အနှစ်60ဟိုဘက်ကဒုတိယကမ္ဘာစစ်မဖြစ်ပြီးနဲ့ဒုတိယကမ္ဘာစစ်ဖြစ်ပြီးတော့နောက်ပိုင်းအခြေအနေလေးကိုပြောမယ်ဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အချိန်ကတော့အတ္တမအခြေအနေဆိုးပါတယ်နောက်ပိုင်းမှာလည်းပဲရောင်စုံသဘုံတွေနဲ့မြန်မာပြည်မှာအခြေအနေဆိုးတယ်နောက်ဆုံးငြိမ်းချမ်းသွားတဲ့အချိန်ပိုင်းကိုပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီယတ္တိတကလူတွေဟာမန္တလေးမြို့နဲ့မိုင်90လောက်သာကွာဝေးတဲ့စင်ကူးမြို့နယ်ကရွာတရွာမန္တလေးမြို့နယ်ဟာမိုင်90လောက်ပဲဝေးတယ်သို့တော့မြစ်ကြောင်းခရီးဆိုတော့တနေကုန်သွားကြရတော့အဲ့ဒီရွာမှာမြို့ရောက်ဖူးတဲ့လူဆိုတာအလွန်နည်းတယ်တလုံးကိုရမှာပဲအေးချမ်းချမ်းနေပြီးတော့လောက်ကင်စားတော့သွားကြလောက်ကင်စားတော့သွားတော့ရေလွှမ်းတဲ့အယတ္တိတမြေလူကျွန်းပေါ်ဖြစ်တော့လူတွေဟာမိုးရင်းကာလရေလွှမ်းနေတဲ့အချိန်မှာဆိုရင်အားနေကြဝါရင်းကာလဆိုဥပုသ်ဆောင်ကြတယ်ဘာအလုံးမှမရှိတောင်ရုပ်တက်ပြီးတော့ထင်းကလေးပါလေးစုတဲ့အလုပ်ပဲရှိတယ်ရေတွေကျသွားလို့ဆောင်းကာလဆောင်းရာသီဝင်တော့မယ်တရင်ကျွတ်တစ်ဆောင်ပုံရာသီရောက်လာပြီဆိုတဲ့အချိန်မှာထွန်ရက်စိုက်ပျိုးကြထွန်ရက်စိုက်ပျိုးပြီးတပေါင်းတစ်ခုဆိုလို့ရှိရင်ကိုင်းသိမ့်လိုက်ကြဒီတတိပဲလုပ်တယ်အေးချမ်းချမ်းနေကြအသုံးဆွဲဆိုတာလဲအမှန်တမ်းနဲတယ်ဘာမှမရှိဘူးရင်သွေးတောက်ချင်မြေအိုးနဲ့တည်ပြီးတော့တောက်ကြဘုန်းကြီးကျောင်းဆုံးဖို့လို့ရှိရင်လေပြီးတဲ့ဘုန်းကြီးကျောင်းကိုခင်းတိုးဆွန်းတိုးမြေအိုးလေးတွေနဲ့ချက်ပြီးတော့ပို့ဓာတ်ဥဒ္ဒံကြိုင်ဆိုတာလည်းအဲ့ဒီခေတ်ကမရှိသေးဘူးအဲ့တော့လောကမှာလိုအပ်ချက်လူတွေရဲ့လိုအပ်ချက်အဲ့ဒီအချိန်ဘုန်းကြီးတို့မှတ်မိတယ်များဆိုအလုံးကိုနဲတယ်ရေဒီယိုမရှိဘူးကက်ဆက်မရှိဘူးရကော်ဒါမရှိဘူး MP3 မရှိဘူးခုကဲ့လို့တယ်လီဗီရှင်းတွေမရှိဘူးဓာတ်ဘူးတွေမရှိဘူးအဲ့တော့လူတွေမှာကုန်ကြစရိတ်ဆိုတာဘာမှမရှိအဝတ်တောင်မှတခါတရံကိုယ့်အိမ်မှာချက်ခုတ်ရက်ကန်းလုံငန်းကလေးတွေတနိုင်တစ်ပိုင်းမိသားစုဥပုသ်ဟာလေးတွေရှိတယ်ထူးထူးဆန်းဆန်းဆိုတာသိပြီးတော့မသိကြမြို့လေရောက်ဘူးတဲ့လူအလွန်နဲ့အဲ့ဒါလို့အေးချမ်းချမ်းနဲ့နေသွားကြတဲ့လူတွေဟာဒီကနေ့ခေတ်ကြတော့လူအပ်ချက်တွေကအလွန်များလာကိုယ်အိမ်သားလေးကလူကတယ်လီဗီရှင်းရှိရင်ကိုယ်ကလည်းရှိချင်လားကိုယ်အိမ်သားကမော်တော်ဆိုင်ကယ်ရှိရင်လည်းရှိချင်လားအမျိုးစုံအသုံးဆွဲတွေကများလာတဲ့အခါကျတော့ဒီကနေ့လူငယ်တွေလူရွယ်တွေဟာကိုယ်ရရွာမှာမနေကြတော့ပဲနဲ့တနေ့တည်းထွက်ပြီးတော့ရွှေတွင်တူးတဲ့လူကတူးစီးပွားရှာကြတာပေါ့မြို့တက်ပြီးအလုံးလုံးတဲ့လူကလုံးနိုင်ငံခြားသွားတဲ့လူကသွားတယ်နောက်သလားဆိုတော့မလောက်ဘူးဖြည့်လို့စီးလို့မပြည့်နိုင်ကြဘူးဒီအနေထားမျိုးရောက်ဒါဘုန်းကြီးတို့နှိုင်းရှင်ကြည့်ဖို့ပြောပြနော်လူတွေမှာဖြည့်စည်းလို့မဆုံးနိုင်ဖြည့်စည်းလို့မဆုံးနိုင်စဉ်းစားကြည့်ပေါ့ဘိုးတော်မင်းတရားကြီးဗရပုရမြို့တည်သွားတယ်အလုံးဗရပုရမြို့သားတွေမြို့ကွက်ကိုကြည့်လိုက်မယ်ဆိုရင်မြို့ထောင်စေတီ၄စုကိုကြည့်လိုက်မယ်ဗရပုရမြို့ကြီးကခံမှန်းကြည့်လို့ရအဲ့ဒီမြို့တည်သွားတဲ့မင်းတရားကြီးမှာစီးစရာဆိုလို့ဆင်းနေမြင်းပဲရှိတယ်အခုကလို့မော်ရမြင်းနဲ့ကာကြီးစီးကျင်စိတ်သူ့ရှိမှာမဟုတ်စီးကျင်မှာတယ်လီဗီရှင်းမရှိတော့တယ်လီဗီရှင်းဝယ်ဖို့လည်းစိတ်ကူးရှိမှာမဟုတ်ဘူးဆိုလိုတာကလိုအပ်ချက်တွေများလာလေလေလောဘတွေကကြီးလာလေလေလိုအပ်ချက်နည်းလေလေလောဘနည်းလေလေလို့အဲ့တော့လောဘဆိုတာ
သူ့ကိုဖြည့်ဆည်းလို့မဆုံးနိုင်ဒါကြောင့်မို့လို့နတ္ထိတဏသမာနတိတဏနဲ့အလားတရတူတဲ့နတိလို့ဆိုရင်ပင်လယ်ကြီးပေါ့ပင်လယ်ကြီးဆိုတာဘယ်တော့မှမပြည့်ဘူးကောင်းကင်ကမိုးတွေရွာချမြစ်တွေကနေစီးဝင်ပင်လယ်ကြီးကပြည့်ရှံသွားတယ်လို့မရှိဘူးအဲ့ဒါလိုပဲလောဘဟာလည်းပဲဘယ်တော့မှပြည့်ရှံသွားတယ်လို့မရှိဘူးလိုပြဲလိုနေမှာပဲတဲ့ဖြည့်ဆည်းလို့မကုန်နိုင်ဘူးပေါ့စာပေကျမ်းကမှာဆိုထားတဲ့စကားလေးတစ်ခုရှိတယ်အခိခန္တောသမုဒ္ဒောစမဟိသောစာပိပုဂ္ဂလောမိဘုံကြီးတဲ့မိဘုံကြီးကလည်းပဲလောင်စာတွေထဲ့ကျင်တော့ထဲ့မလောင်နိုင်တော့ပါဘူးလို့ဘယ်တော့မှမရှိဘူးထဲ့ကျင်တော့ထဲ့လောင်ပြစ်မှာပဲသူကငြိမ့်တော့မှမဟုတ်ဘူးပေးလို့မိကလောင်လို့မဆုံးနိုင်ဘူးလို့ဒီလိုဆိုလို့သမုဒ္ဒောစပင်လေကြီးကလည်းပဲခြေတွေစီးဝင်ကြတော့ဝင်ပြည့်ပြီနောက်ထပ်မဝင်နဲ့တော့လို့ပြောเสียအကြောင်းမရှိဘူးဝင်ကြတော့ဝင်ဟောင်းရဲဟောင်းနေတာပဲပင်လေကြီးကပြည့်တယ်လို့မရှိဘူးအဲ့ဒါနဲ့အလားတူပဲတဲ့မဟိသောစာပိပုဂ္ဂလောလိုချင်လောဘကြီးမားတဲ့ပုဂ္ဂိုလ်တရားမှလည်းပဲဘလောက်ပဲပစ္စည်းတွေဖြည့်တင်းသူ့မှာလိုအပ်နေတာပဲအမြဲတမ်းလိုချင်နေတာပြည့်တယ်လို့မရှိဘူးလို့ဆိုတော့ဒီစကားကအလောမှန်တယ်ဒါကြောင့်မလို့လူတွေဟာလောဘကိုအတော်မတတ်နိုင်သည့်အတွက်ကြောင့်တဖြည်းဖြည်းလိုချင်စရာတွေကလည်းများလာတယ်လိုချင်စရာတွေများလာသလိုလိုချင်တာတွေလိုချင်စိတ်တွေကများလာအဲ့လိုများလာသည့်အတွက်ကြောင့်လိုချင်မှုကိုကြောင်းပြုပြီးတော့ဖြစ်လာတာတဲ့အဲ့တော့လောဘတွေကြီးလာတဲ့အခါမှာလောဘဆိုတာတစ်ခုနဲ့တစ်ခုကူးဆက်အခုကြည့်ပါဠိကတုတ်မှာမြတ်စွာဘုရားဟောတဲ့အတ္တမရာဂဆိုတာလေလောဘရဲ့အဆွဲတစ်ခုပဲဝိသမလောဘဒါလည်းလောဘပဲမိစ္ဆာဓမ္မဒါလည်းလောဘပဲလောဘဘလောက်ကြီးတယ်ဆိုအတော်မတတ်ဒါကြောင့်မို့လို့လူတွေမှာဘေးဆိုးကတ်ဆိုးတွေဆိုတာဒီအခြေခံအကြောင်းတရားတွေကြောင့်ဖြစ်ရတာလို့မြတ်စွာဘုရားကဒီလိုဟောတာအဗ္ဗဓမ္မသဘာဝကြထပ်ပြီးတော့သောရကတက်เสียမရှိလောက်မြတ်စွာဘုရားဟောတဲ့တရား reasonable ကြိုးကြောင်းစီလျော်မှုတွေရှိတယ်လို့ဒီလိုပြောဘယ်ပညာရှိကမှမြတ်စွာဘုရားစကားကိုအတွန့်တက်လို့မရတကယ်အရင်ကြမြတ်စွာဘုရားဟောထားတယ်နော်ဒါကြောင့်မလို့အချိန်ကာလအားလျော်စွာလောကလူသားတွေရှိနေတယ်ဗျကံကောင်းတဲ့အခါမှာตายရတဲ့ခက်ကလေးနဲ့ကြုံလိုက်ကံမကောင်းတဲ့အချိန်မှာခစ်ဆိုးနဲ့ကြုံလိုက်ဘဝတန်တရားခရီးကိုဖြတ်တန်းပြီးတော့သွားနေကြဒီတိုင်းပဲလို့ဒီလိုပဲမှတ်အဲ့ဒါခါတရံကြတော့ကြည့်စစ်ဘေးစစ်တမ်းနေနဲ့ကြုံတယ်တထန္တရကတ်တခါတရံကြတော့ယောဂါတွေဖြစ်ပွားတယ်ရောဂန္တရကတ်တခါတရံကြတော့မိုးလေဝသမမှန်မကန်လို့အစာရေစာခေါင်းပါတယ်ဒုဗိခန္တရကတ်ဒီကတ်ကြီးသုံးပါးဟာလူလောကမမို့နှိမ့်ဆက်နေတာဒီဟာကဆိုင်ရာအကြောင်းတွေကြောင့်ဒေသအားလျော်စွာနိုင်ငံတိုင်းလူမျိုးတိုင်းမှာဒီလိုဖြစ်ကြမြန်မာနိုင်ငံကိုအုပ်စိုးသွားတဲ့ဗြိတိရှနိုင်ငံတို့ဆိုတာဆင်းရဲနွမ်းပါးတာမဖြစ်ခဲ့ဘူးလို့မအောင်မေ့လေဒုတိယကမ္ဘာစစ်တုန်းကလူတယောက်ဟာမနဲ့ဆိုရင်ပေါင်မုံလေးတစ်ချက်နဲ့ကော်ဖီလေးတစ်ဖက်ပဲတောက်ခွင့်ရှိတဲ့အနေအထားမျိုးလုပ်ခဲ့ကြချိုးချံခဲ့ကြချိုးချံပြီးတော့ပြန်တိဆောက်ကြ
အမေရိကန်နိုင်ငံကြီးဒီကနေ့ချမ်းသာတယ်လို့ပြောတယ်ပေါင်မုတ်ကိုတစ်ဆက်တည်းပို့ပြီးတော့မရောင်းရတဲ့အချိန်ပိုင်းလေးတွေရှိခဲ့တယ်အဲ့ဒါမှဝဝလင်းလင်းမစားနိုင်တဲ့အနေအထားမျိုးတွေဟာကြုံခဲ့ကြအဲ့တော့ဘယ်နိုင်ငံပဲဖြစ်ဖြစ်ဒီလိုကတ်ဆိုးကပ်ပေးတွေကျုံနေတယ်အခုတည်းမှကြည့်လေအလုံးသတင်းစာတို့ဂျာနယ်တို့ရေဒီယိုတို့နားထောင်လိုက်ပဲဆိုရင်စစ်ဖြစ်နေတဲ့နိုင်ငံတွေဒုက္ခရောက်နေတဲ့နိုင်ငံတွေရှိနေတယ်မျက်မှောက်ခေတ်မှာတယ်ပဲအဆိုးတွေနဲ့ကျုံနေတယ်အဲ့ဒါတွေကိုပြောတာကတ်ဆိုတာအချိန်ပိုင်းတစ်ခုရဒုက္ခတွေရောက်လွန်ခဲ့တဲ့နှစ်ကဆိုရင်ဆူနာမီငလျင်ကြီးနဲ့တွေ့လို့ဂျပန်မှာဒုက္ခရောက်သွားတယ်အလူမျိုးစွမ်းအင်နေနဲ့လှုပ်ထားတဲ့လျှက်စစ်တွေထိခိုက်ပျက်စီးသွားတော့အမှန်တမ်းအန္တရာယ်များတယ်ဆိုတော့တွေးချအဲ့တော့ဒီကဆုကတ္တနေဆိုမကြုံဘူးလို့မပြောနဲ့မကြခင်ကပဲမုန်တိုင်းတစ်ခု rock ဆိုတဲ့မုန်တိုင်းတစ်ခုဂျပန်ပြည်ကိုဝင်နေတယ်ဆိုတာကြားလိုက်ကြမြန်မာပြည်မှာလည်းလွန်ခဲ့တဲ့2009ခုနှစ်ကလား10ခုနှစ်ကနာဂစ်ဆိုတဲ့မုန်တိုင်းတစ်ခုဘုန်းကြီးတို့တော့အဲ့ဒီမုန်တိုင်းတိုက်နေတဲ့အချိန်မှာအင်္ဂလန်ရောက်နေတယ်မခံစားရအောင်သို့တော့မြန်မာပြည်ကလူတွေတဲ့ပို့ပြီးတော့သတင်းတွေကညင်းနေရဘာဖြစ်လို့တော့ဆိုမုန်တိုင်းဝင်နေပြီဆိုတာလေအင်တာနက်ကကြည့်နေရဘယ်လောက်ထိပျက်စီးသွားပြီအေယာဝတီတိုင်းဘယ်ကိုဖြတ်သွားတယ်ဆိုတာလဲညင်းနေချာနောက်ဆုံးရန်ကုန်ရောက်သွားတယ်ဘယ်ထိအောင်ဖြတ်သွားပြီဆိုတာတွေက24နာရီကြည့်လို့ရတဲ့နေရာတွေကနေဘယ်နာဘာတွေပြတ်သွားတယ်ဆိုတာအကုန်မြင်နေရအချိန်ပိုင်းရလောကလူတွေဟာဒီလိုကတ်ဆိုးကတ်တန်နေဆိုကြုံကြရတဏှာမှာလောဘဒေါသမောဟဆိုတဲ့ဒီတဘာဝတရားကြီးတွေလွှမ်းမိုးနေတဲ့အချိန်ပိုင်းတွေမှာပို့ပြီးတော့ကြုံတွေ့နိုင်တယ်ပေါ့ဒီလောကဒီကတ်ဆိုးတွေပို့ပြီးတော့ကြုံတွေ့နေအဲ့တော့ဘုန်းကြီးတို့တွေဒီလိုကတ်ဆိုးတွေကလွတ်အောင်လို့ဆိုတဲ့အခါဝေသာလိပြည်မှာကြုံခဲ့တဲ့ကတ်ဆိုးကိုတော့မြတ်စွာဘုရားခင်ကိုရောမြတ်ကသစ္စာဆိုပြီးတော့လွတ်မြောက်စေခဲ့တယ်ဟောသစ္စာဆိုခြင်းဖြင့်လွတ်မြောက်စေတယ်ဒါလည်းပဲသစ္စာရဲ့စွမ်းအားဆိုတာအတ္တမတမိုးရှိယရဏသုံးပါးရဲ့ဂုဏ်ကျေးဇူးတွေကိုအမှန်ကန်ပြောဆိုပြီးတော့သစ္စာဆိုတဲ့အခါဝေသာလိပြည်ဟာဘေးဆိုးရလို့ကတ်ဆိုးကြီးကလွတ်မြောက်သွားတယ်ဆိုတာအလုံးသိတယ်ဒါပရိတ်တရားတော်တွေရဲ့အစွမ်းတကူဒီပရိတ်တရားတော်တွေဟာဘယ်လောက်ထိအောင်အစွမ်းထက်တယ်လဲဆိုတော့မြတ်စွာဘုရားဟောတဲ့တရားကတော့အစွမ်းထက်ပြီးသားပဲသို့တော့ဒီအစွမ်းထက်မှုဆိုတဲ့နေရာမှာဥပမာမဲ့ဘာနဲ့တူတော့ဆိုရင်အသုံးပြုတဲ့ပုဂ္ဂိုလ်ရဲ့စွမ်းအင်ပေါ်မှာလည်းမူတည်တယ်လို့ပြောဆိုပါစို့ဓာတ်တလက်ဟာဘလောက်ထက်ခုတ်တဲ့ပုဂ္ဂိုလ်ကအားမရှိဘူးဆိုရင်ပြတ်ပါမလားပြတ်နော်ဓာတ်တလက်ဟာအမတမထက်ပေမဲ့လို့ခုတ်တဲ့ပုဂ္ဂိုလ်ကအားရှိဖို့လိုသေးတယ်ပေါ့အဲ့ဒါလိုပဲမြတ်စွာဘုရားတရားတော်တွေဟာဘလောက်ပဲစွမ်းအားတွေရှိနေပြီမဲ့လို့ဆောင်ရွက်တဲ့ပုဂ္ဂိုလ်ရဲ့သရာစွမ်းအားသီလစွမ်းအားသုဒ္ဓစာကပညာလို့ဆိုတဲ့တကယ်အရည်ချင်းစွမ်းအားတွေပြီးမှဒီဟာတွေကလည်းစွမ်းနိုင်တယ်လို့ဒီလိုမှတ်ရအခုတည်းမဟုတ်အရာခသိန်းဟာစွမ်းအားတွေစွမ်းအင်တွေဆိုတာပူပေါင်းမှစွမ်းအားဖြစ်တယ်စွမ်းအင်တွေပူပေါင်းလိုက်တဲ့အခါမှာစွမ်းအားလို့ဆိုတာရဒါကြောင့်မို့လို့တမန်နဲ့တော့မရနိုင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကသစ္စာဆိုပြီးတော့အဲ့ဒီဖြည့်ရှင်းပေးတာဒါကပြောမယ်ဆိုရင်ယာယီဖြည့်ရှင်းပေးနေလို့ဒီလိုပဲပြောယာယီဖြည့်ရှင်းပေးအခိုက်အတန့်ဖြည့်ရှင်းပေးထာဝရဖြည့်ရှင်းပေးဖို့ဆိုတာကြတော့အမတ္တဗုဒ္ဓကဘေးမှာမြတ်စွာဘုရားကဘာဟောတော့ဆိုအဲ့ဒီအမိနဲ့သားကဲတင်နိုင်တဲ့ဘေးပဲဖြစ်စေ
အမိနဲ့သားကဲတင်နိုင်တဲ့ဘေးဆိုတာဘာလို့ဆိုရင်မိဘေးကြီးရေဘေးကြီးစစ်ဘေးစစ်ဒဏ်ကြီးလို့တဏှာမှာဘဝမှာမကြာခဏမိမိတို့ကြုံကြရတဲ့ဒီဘေးဒဏ်ကြီးတွေကိုလွတ်မြောက်ချင်ရင်ဘာလုပ်ရမလဲကိုချင်းနာချင်းတည်ခြင်းလို့ဆိုတဲ့အမိနဲ့သားနဲ့အဖတဦးနဲ့တူဘလို့မှအကာအကွယ်မပြုတ်နိုင်မကယ်တင်နိုင်တဲ့အမတ္တဗုဒ္ဓကဘေးစစ်လို့ဆိုတဲ့ကိုချင်းနာချင်းတည်ခြင်းဆိုတဲ့ဘေးတွေကြော်လွှားဖို့လွန်မြောက်ဖို့အတွက်ဘာလုပ်ရမလဲလို့မြတ်စွာဘုရားကအဲ့ဒီသုတ်တံမှာဟောတာကြတော့မဂ္ဂင်၈ပါးကိုပွားပါတဲ့ထားပြောတာနော်တစ္ဆာမဆုတ်ခိုင်းဘူးမဂ္ဂင်၈ပါးပွားမှာတကယ်ဘေးဆိုးကတ်ဆိုးကြီးတွေလွန်မြောက်ချင်တော့မဂ္ဂင်၈ပါးကိုပွားပြီးတော့ဘေးကင်းရန်ကင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရမှသာဘေးရန်ခတ်သိမ်းကလောကလွတ်မှာတန်တရားထဲမှာနေရင်တော့ကြုံရမှာပဲတန်တရားထဲမှာနေရင်ကြုံရမှာတန်တရားထဲလည်းနေသေးတယ်ဘေးကလုံးဝလွတ်တယ်ဆိုတာရှိနိုင်မှာမလားမရှိနိုင်ဘူးเนาะနောက်ဆုံးတစ်ခုမဟုတ်တစ်ခုတော့ကြုံရတာဒါကြောင့်မို့လို့တန်တရားမှာကြုံတွေ့ရတဲ့ဘေးဆိုတာတော့ကြုံမှာပဲဘာဖြစ်လို့တော့ဆိုကိုတူးရဲနေတာလည်းမဟုတ်ဘူးအဲ့ဒီတည်းမှာဘေးလို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကဘယ်ဟာကိုဘေးလို့သတ်မှတ်ပြီးတော့ပြောတယ်လဲလို့ဆိုလို့ရှိရင်အခုပြောတဲ့လောဘဒေါသမောဟဆိုတဲ့လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်တွေဟာတကယ်ဘေးရန်နေပဲဘာဖြစ်လို့တော့ဆိုလူတွေဘေးရန်ဖြစ်အောင်လုပ်ပေးနေတာသူတို့ကြောင့်ဖြစ်တာဒါအတွင်းစိတ်ဓာတ်တွေအမှန်တမ်းအရေးကြီးတယ်ကြည့်လေမြတ်စွာဘုရားကစက္ကဝတိသုတ်တံမှာဟောထားတာရှိဘုန်းကြီးတို့ဟောထားတာအဲ့ဒီစက္ကဝတိသုတ်တံကိုချင်းချုပ်ပြီးတော့ယနေ့လူသားများရဲ့နတ်ဖန်ကဘာဆိုတဲ့ပါဘာဖြစ်လို့လူတွေဟာတဖြည်းဖြည်းတက်တန်းတွေတိုးလာကြသလဲလို့ဆိုရင်အကျင့်စာရိတ္တပြက်လာတာကြောင့်တိုးလာကိုချင်းတရားတွေပြက်ပြားလာမှုကြောင့်တက်တန်းတွေတိုးလာအဲ့တော့ဒီတက်တန်းတိုးရခြင်းအကြောင်းဟာကိုချင်းတရားပေါ်မှာမူတည်တယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလူနဲ့သဘာဝပတ်ဝန်းကျင်နဲ့ဆက်ဆက်ပြီးပြောတဲ့အခါမှာအရေးကြီးဆုံးကလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတဲ့မီးတွေငြိမ်းအောင်လုပ်ဖို့ကပို့ပြီးတော့အရေးကြီးပါတယ်အဲ့ဒါတွေငြိမ်းအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့အပြင်ဘက်ကအန္တရာယ်ကလွတ်ဖို့ဆိုတာကတော့အာမခံချက်မရှိဘူးလို့ပြောရမှာပဲဒါကြောင့်မို့အရင်ကြပေးတဲ့အခါမှာမြတ်စွာဘုရားကမဂ္ဂင်၈ပါးကျင့်တရားကိုပဲကျင့်ပါလို့ဒီအမတ္တဗုဒ္ဓကဘယသုတ်တံမှာအဲ့လိုဟောတာအဲ့လိုဟောတာဒါကအစိတ်အပိုင်းလိုက်တာမန်ကြုံရတဲ့ဘေးဆိုးကတ်ဆိုးတွေပဲနော်ဒေသအလိုက်ကြုံရတယ်ဥပမာကိုယ်နိုင်ငံမကြုံဘူးတပြည့်နိုင်ငံကြုံတယ်ကိုယ်နိုင်ငံကြုံတယ်တခြားနိုင်ငံမကြုံဘူးဒီလိုဒေသအလိုက်ဘေးဆိုးကတ်ဆိုးဆိုတာကြုံတတ်သေးတယ်အဲ့ဒီအပြင်ကံမကောင်းကြောင်းမလားလို့လူသားတွေနေတဲ့ဤစัจ java လာစัจ java လာဒီတစ်ခုတော့မကပဲနဲ့စัจ java လာဂရေတသိန်းမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တရားတော်တွေပြန့်ပွားရာမြတ်စွာဘုရားရဲ့အမိန့်အာဏာဆုံးမဩဝါဒတွေတည်ရှိရာစัจ java လာဂရေတသိန်းကလည်းတခါတရံကြတော့ဘေးဆိုးကတ်ဆိုးနဲ့ကြုံပြီးတော့ပျက်စီးသွားတာတွေရှိသေးတယ်အဲ့ဒါကိုပြောရင်တော့ကဘာကြီးပြတ်တယ်လို့ပြောတာပေါ့နော်ကဘာပြတ်တယ်ဆိုတာဟာစัจ java လာဂရေတသိန်းပြတ်တာကိုပြောတာနော်ဒီတနိုင်ငံလေးငရင်လှုပ်တာတော့ဟိုတနိုင်ငံလေးဘာဖြစ်တာညာဖြစ်တာမိတော်ပေါက်ကွဲတာတို့ဒုက္ခရောက်တာတို့ရေကြီးတာတဲ့ဒါတွေကတာမန်ကိစ္စလေးတွေလို့ပြောကဘာကြီးပျက်စီးသွားဖို့ရအတွက်ကဒါလည်းပဲတနေ့တစ်ခါမှကျုံလာဖို့အနေထားရှိတယ်တဲ့ကဘာကြီးတစ်ခုဘုရားဝတ္တတရားတော်ရအခုဘုန်းကြီးတို့တွေနေထိုင်နေကြတဲ့ကဘာကိုဗတ္တကပ္ပဒီလိုခေါ်တယ်ဘုရားငါးစုပွင့်တဲ့ကဘာဘုရားငါးစုပွင့်တဲ့ကဘာဖြစ်ခြင်းကြောင့်အရိမတိယမြတ်စွာဘုရားမပွင့်မပြီးသေးလို့ရှင်ဒီကဘာကြီးကတော့ခုနလိုစัจ java လာဂရေတသိန်းနဲ့ရောပြီးတော့ပျက်စီးသွားစရာအကြောင်းမရှိသေးဘူး
ဒေတာပိုင်းဆိုင်ရာတခုခုပြတ်ထမျိုးကတော့မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးငရင်လှုပ်တာတော့ရှိနိုင်တယ်မီးလောင်တာတော့ရှိနိုင်တယ်ရေမျောတာတော့ရှိနိုင်တယ်ဒါကတော့တန်တရားထဲမှာသဘာဝပတ်ဝန်းကျင်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာမရှောင်မလွဲနိုင်တဲ့အနေအထားလေးတွေပေါ့တန်တရားထဲမှာရှိနေလို့ရှိရင်တော့ဒီလိုအန္တရာယ်တွေကတော့ရှိတယ်အဲ့တော့အဲ့ဒီအန္တရာယ်တွေကလွတ်ဖို့ယာယီဖြေရှင်းတာကတော့မလုပ်ရမလဲကိုယ်တိလာကိုအာကိုဖို့သစ္စာတရားဆိုဖို့နော်ယရဏတုတ်တို့မေတ္တာတုတ်တို့ဆိုတာတွေကိုရွတ်ဖို့အဓိကတော့အန္တရာယ်ကင်းဖို့ကမေတ္တာကရုဏာမုဒိတာဥပိ္ပခာလို့ဆိုတဲ့ဗြဟ္မဝိဟာရတရားတွေပွားများအထောက်ကြဖို့ဆိုတာကဘာပြည့်ရင်တောင်မှပဲဒါပဲအာကိုကဒါပဲအာကိုကအဲ့တော့ကဘာကြီးဖြစ်စည်းပြီဆိုတဲ့အခါမှာကဘာကိုဖြတ်တဲ့အင်အားစုတွေကအပြင်ကလာတာမဟုတ်ဘူးကဘာမှာပဲရှိနေကဘာကြီးပြည့်အောင်လုပ်တဲ့အင်လူလောကကြီးပျက်စီးအောင်လုပ်တဲ့အင်အားစုတွေကလည်းအပြင်မှာမရှိဘူးလူတွေထဲမှာပဲရှိတယ်နော်လူတွေရဲ့ယင်နဲ့နှလုံးထဲမှာဖြစ်တဲ့တရားတွေကကဘာကြီးကိုပြောင်းလဲပျက်စီးသွားစေနိုင်တယ်ဒါကြောင့်မို့လို့လူသားတွေကသိလောဘကြီးတဲ့အခါမှာကဘာကြီးမီးလောင်ပြီးတော့ပျက်စီးတယ်တဲ့တချို့ကတော့မီးနဲ့ဒေါသနဲ့ရှင်ပြီးတော့ဒေါသတွေသိကြီးလို့ရှိရင်မီးလောင်ပျက်စီးတယ်လို့ဒီလိုအဆိုလိုက်တစ်မျိုးရှိတယ်ပေါ့ဒါဝိသုဒ္ဓိမဲ့ကျမ်းမှာဆိုထားတဲ့အဲ့တော့လောကလူတွေဟာသိလောဘတွေကြီးလာသိလောဘတွေကြီးလာလို့ရှိရင်ကဘာကြီးကမီးလောင်ပျက်စီးနိုင်တယ်ဘာလို့ဆိုတော့လောဘဆိုတာလည်းပဲပြောတာလောဘကလည်းယင်ထဲမှာပူတဲ့အရာတခုဒါမှမဟုတ်မြတ်စွာဘုရားကလောဘကိုလည်းမီးလို့ခေါ်ရာဂမီးဆိုတာအဲ့ဒါရာဂမီးကလည်းလောင်တာပဲလေဒေါသဆိုတာလည်းမီးပဲဒါဖြင့်ဒီမီးနဲ့မီးကဘလို့ထူးခြားတော့လို့ကိုယ့်ဘာကိုစဉ်းစားကြည့်လိုက်ဒေါသမီးကကောက်ရိုးမီးလို့ပဲဝုန်းတိုင်းဆိုပြီးသွားတာနော်လောဘမီးကပြီးတယ်လို့မရှိဘူးလောင်နေတာအမြဲလောင်လိုချင်မှုဆိုတာယတ္ထမှာရှိပါမရှိဘူးဒေါသဆိုတာပြေသွားတာရှိတယ်လေဒေါသဆိုတာဖြစ်ပြီးရင်တော့ကြစိတ်ကကြည်သွားပြန်အေးသွားရာဂဆိုတာကြတော့အဲ့ဒါလို့စိတ်ကြည်အေးသွားတာရှိမှမရှိပဲလိုချင်မှုကအမြဲတမ်းရှိနေအဲ့တော့ရာဂမီးကတမြင်းမြင်းလောင်နေတဲ့မီးသူလည်းမီးပဲဒေါသမီးဆိုတာဝုန်းတိုင်းလောင်ပြီးတော့ပြတ်သွားတာသူကမောဟမီးဆိုတာလည်းပဲတမြင်းမြင်းလောင်ပြီးတော့ဒီငြိမ့်လို့မရနိုင်တော့တဲ့ခက်ခဲတဲ့မီးတမီးလို့အဲ့တော့စာပေကျမ်းကနေမှာလူတွေရဲ့တဏ္ဍာမှာယင်နွဲမှာဖြစ်တဲ့တရားတွေကိုဆွဲပြုတ်ပြီးတော့လူသားတွေလောဘကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုမီးလောင်ပြီးတော့ပျက်စီးစေတယ်တဲ့လူသားတွေဒေါသကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုရေလွှမ်းပြီးတော့ဖျက်ဆီးနိုင်တယ်တဲ့လူသားတွေမောဟကြီးပြီးတော့ဘာမှလူတွေဟာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိပဲနဲ့မလှုပ်တဲ့နာတွေလှုပ်တယ်မှားမှားယွင်းယွင်းနေမောဟဆိုတာတွေးဝေးတာကိုယ်ကားတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့လေဖြတ်တဲ့ကဘာကြီးတစ်ခုလုံးကိုလေကအဖြက်လေကြီးကဖြတ်စည်းသွားနိုင်တယ်ဆိုတော့ကဘာဖြတ်တဲ့အင်အားစုတွေဟာဘာတွေတော့ဆိုမီးတဲ့ရေတဲ့လေတဲ့ကဘာဖြတ်တဲ့အင်အားစုကကဘာဖြတ်တဲ့အင်အားစုကဘယ်မှာရှိတယ်ဆိုကဘာမှာပဲရှိတာပဲလေကဘာမှာပဲရှိအဲ့ဒီကဘာဖြတ်တဲ့မီးဟာဘယ်သူကအခြေပြုတာတော့ဆိုလူတွေရဲ့ယင်ထဲမှာဖြစ်ပေါ်နေတဲ့ရာဂမီးကြောင့်မို့လို့ပို့ပြီးတော့အင်အားတွေဖြစ်တာကဘာဖြတ်တဲ့ရေတွေဟာဘာကြောင့်ကဘာပေါ်မှာလွှမ်းနေလူတွေရဲ့ယင်ထဲမှာဖြစ်ပေါ်ပြီးတော့လာတဲ့ဒေါသတွေကြောင့်ကဘာဖြတ်တဲ့လေကြီးတွေဟာဘာကြောင့်အင်အားစုမိလာလဲဆိုရင်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့မောဟကြောင့်ဒါကဝိသုဒ္ဓိမဲ့ကျမ်းမှာဒီလိုဆိုထားတဲ့စကားတစ်ခုပေါ့နော်ကဘာဖြတ်ပြီးဖြတ်တော့မယ်ပြတ်တော့မယ်ဆိုလို့ရှိရင်ကဘာဖြတ်တဲ့ဟာရေရလေရမီးရပဲအကျဉ်းများစွာဖြစ်တာမီးကဘာဖြစ်လို့တော့ဆိုတော့လူတွေမှာလောဘကတောင်းကြမ်းတာများတာခုနမြတ်စွာဘုရားဟောတဲ့အထဲမှာမိစ္ဆာဓမ္မတို့အတ္တမရာဂတို့ဝိသမလောဘတို့မိစ္ဆာဓမ္မတို့ဆိုတာရာဂတွေကြီးပဲလေလောဘတွေကြီးပဲဒါကြောင့်မို့လို့
အမြဲတမ်းလူတွေကိုလွှမ်းမိုးနေတာကရာဂပဲဖြစ်တယ်ဒါကြောင့်မို့လို့မိဖြတ်တဲ့ကဘာကအချိန်ပိုများတယ်တဲ့မိဖြတ်တဲ့ကဘာကပိုပြီးတော့အချိန်များတယ်ပြီးတော့မှရေဖြတ်တဲ့ကဘာပြီးတော့လေဖြတ်တဲ့ကဘာတစ်ခါတစ်ခါလာအဲ့တော့အဲ့ဒီလိုဖြစ်တဲ့အခါအခုဗဒ္ဒကဘာမှာအရိမတိယမြတ်စွာဘုရားပွင့်အောင်မှဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ခေတ်လူသားတွေဟာအခုကြည့်ပေါ့တဖြည်းဖြည်းတက်တန်းတွေတိုးလာတယ်ဆိုတာအမှန်တမ်းထင်ရှားတက်တန်းတွေတိုးလာတယ်အမှန်တမ်းထင်ရှားတယ်လူတွေရဲ့အသက်တွေဟာတဖြည်းဖြည်းဆုပ်ယုပ်လာတဲ့အခါမှာနောက်ပိုင်းမှာဒီပိတ်ပြီးတက်တန်းတိုးလာတဲ့အခါလူတွေမှာဘာဖြစ်လာလို့ဆိုအမှန်တမ်းပြင်းထန်တဲ့အမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်အဲ့ဒီအမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်လာတာကိုအကြောင်းပြုပြီးတော့လက်နက်တွေမျိုးစုံတီထွင်လာကြတယ်အစွမ်းထက်တဲ့လက်နက်တွေကိုအသုံးပြုပြီးတော့လူသားတွေဟာကိုယ်နေထိုင်တဲ့ကမ္ဘာကြီးကိုဖျက်ဆီးကြတာဒီတိုင်းပဲလားဖျက်ဆီးပြစ်ကြနောက်ဆုံးမှာတန်ဝေကတွေရပြီးတော့ကိုယ်စိတ်ကိုချိုးနှိမ်ပြီးတော့လောဘတွေကိုနှိမ်ကွက်ပြီးတယ်ဒေါသတွေကိုနှိမ်လာတယ်မောဟတွေကိုနှိမ်လာပြီးတော့ကိုယ်ချင်းတရားကိုပြန်ပြီးတော့တတိယလာတဲ့အခါမှာလူသားတွေရဲ့တတ္တဟာလည်းတဖြည်းဖြည်းပြန်ပြီးတော့တက်လာတယ်အဲ့ဒါလို့တက်လိုက်တာလူသားတွေကောင်းရင်ကောင်းသလောက်ဆိုပြီးတော့တက်တန်းကြီးကရှည်လိုက်တာအသင်ခြေထိအောင်ရှင်းလူဘဝမှာပြင်းနေအောင်နေရတဲ့အနေအထားမျိုးထိရောက်သွားအောင်မယ်အဲ့ဒီကနေတခါပြန်ပြီးတော့လူတွေအကျင့်စာရိတ္တပြတ်မှုကိုအကြောင်းပြုပြီးတက်တန်းတွေပြန်ဆုပ်လာတဲ့အခါတသိန်းတန်းအောက်ရောက်လို့အသက်ဟာ8000တန်းဆိုတဲ့အခါမှာအရိမတိယမြတ်စွာဘုရားပွက်မယ်တဲ့အဲ့ဒီအတွင်းထိအောင်တော့ဒီကဘာကြီးခုနကလို့ပြက်မယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါဘုရားဘာသာကျမ်းစာတွေကဘာကြီးဟာလုံးဝခုနတုန်းကမီးတို့ရေတို့လေတို့ကြောင့်ဖြစ်တာမျိုးမပြတ်ဘူးပေါ့ဒေသအလိုက်ငရဲလှုပ်လို့ရေလွှမ်းလို့ဒီလိုဟာမျိုးတော့ရှိမှာမရှိပဲမနေနိုင်ဘူးဒါတော့ရှိမှာအဲ့ဒါလို့အနည်း8000တန်းကြတော့အရိမတိယမြတ်စွာဘုရားပွင့်တဲ့အခါလူတွေဟာရွှေခေတ်ကိုပြန်ရောက်ပြီးတော့တရားဓမ္မတွေနဲ့အမတမငြိမ်းချမ်းပြီးတော့နေနောက်ပိုင်းမှာဒီလိုပဲပြန်ဆုတ်လာအောင်မှဆုတ်လာပြီးတော့လူတွေတက်တန်းတိုးလာတော့နောက်ဆုံးကြတော့ဒီဗဒ္ဒကဘာကြီးဟာလည်းပျက်စီးမှာဘာလို့လဲဆိုမြတ်စွာဘုရားဟောထားတာလေသဗ္ဗေသင်္ခါရအနိစ္စဘယ်ရာမှထာဝရတည်ရှိတာရှိပါမရှိဘူးဒီနေ့တစ်ချိန်ကပျက်စီးရမှာတေးချတယ်မြေကြီးလက်ခတ်မလွယ်ပျက်စီးမှာပဲအဲ့ဒီတော့အခုလို့မီးတို့ရေတို့လေတို့ကနေပြီးတော့ကဘာကြီးကိုဖျက်ဆီးလို့ကဘာကြီးပြတ်တယ်ဆိုတာဘယ်တိုင်းတာအထိပြတ်သွားတော့ဆိုမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တရားတော်တွေပြန့်နှံ့တယ်ဆိုတာလူသားတွေပေါ်မဟုတ်ဘူးစัจ java လာဂရေတသိန်းဆိုတာအများအားဖြင့်တော့နတ်တွေပြမာတွေပေါ့မြတ်စွာဘုရားတရားတော်ကိုလွယ်လွယ်ကူနဲ့လာရောက်နားနိုင်တာနတ်တွေပြမာတွေပဲစัจ java လာဂရေတသိန်းမှာရှိတဲ့နတ်တွေပြမာတွေဟာမြတ်စွာဘုရားရဲ့တရားတော်တွေကိုနာယူမှတ်သားပြီးတော့လက်ခံထားကြအဲ့တော့ကဘာပြည့်ပြီဆိုရင်တစ်ခါပြည့်ရင်စัจ java လာဂရေတသိန်းထီအောင်ပြတ်တယ်တဲ့နော်စัจ java လာဂရေတသိန်းပြတ်တယ်အဲ့ဒါလို့ဂရေတသိန်းထီအောင်ပြတ်တဲ့အခါမှာမပြတ်ခင်ဘလောက်ကကြိုတင်ပြီးတော့သိရအနှစ်တသိန်းကနေကြိုတင်ပြီးတော့သိတယ်ကဘာပြတ်တော့မယ်ဆိုတာဘယ်သူတွေကသတင်းပေးတယ်လဲလို့ဆိုရင်စာထဲမှာပါတာကိုပြောနော်ဒီအကြောင်းအရာတွေကိုယုံကြည်နိုင်ပွဲရာမရှိဘူးလို့ပြောကောင်းပြောလို့ရတယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတာရှိတယ်ကောတတ္ထာတာဘယ်သူယုံမလဲတဲ့ကဘာကြီးတနေ့ကျလူပျက်စီးသွားမယ်ဆိုတာမန်ပုဂ္ဂိုလ်တွေမယုံနိုင်ဘူးတဲ့အညတရဒိဋ္ဌပဒေဟိ
တရားဓမ္မကိုကောင်းကောင်းမြင်သွားတဲ့သောတပန်ပုဂ္ဂိုလ်ကလွဲရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကယုံနိုင်ပွဲရမရှိဘူးယုံရမှာမဟုတ်ဘူးသောတပန်ဖြစ်ရင်တော့ယုံပြီပေါ့ဟောရသော်ဗျာဒီလိုဟောတာရှိတယ်အညတ္တရဒိဋ္ဌပရိဟိသစ္စာလေးပါးအမှန်တရားကိုသိထားတဲ့ပုဂ္ဂိုလ်ကတနေ့ပြည့်မယ်ဆိုတာသူကလက်ခံပြီးသားအနိစ္စသဘောတရားကိုကောင်းကောင်းသိထားတဲ့ပုဂ္ဂိုလ်တွေကတနေ့ပြည့်တယ်ဆိုတာဟုတ်တယ်ပြည့်ကိုပြည့်လုံးဝလက်ခံတယ်လုံးဝယုံတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကတန်တရားရှိကောင်းရှိလိုက်ဒီလိုဆိုလို့တာနော်ကောမန္တာကောတတ္ထာတာကဘာကြီးတနေ့ကျပြတ်မဲ့ဆိုရင်ဘသူသိပြီးဘသူကယုံကြည်မလဲဆိုဘသူမှယုံမှာမဟုတ်ဘူးတဲ့သို့တော့သောတပန်ပုဂ္ဂိုလ်တွေကလွဲတဲ့တမ္မာပုဂ္ဂိုလ်တွေဘသူမှယုံမှာမဟုတ်ဘူးသောတပန်ပုဂ္ဂိုလ်ကယုံနေလို့ဒါလို့ဆိုတဲ့ရသော်အဲ့ဒီမှာကဘာပြတ်တော့မယ်ဆိုရင်ရုပ်ချင်းကောက်ပြီးတော့ပြတ်တာမဟုတ်ဘူးလောကဂျူဟာလို့ဆိုတဲ့ကာမဘုံကနတ်တွေသတင်းပေးတဲ့နတ်တွေရှိတယ်လောကဗျူဟာဆိုတဲ့သတင်းပေးတဲ့နတ်တွေအိုးသဘင်ကြီးကိုဖားရဖြေချပြီးတော့တကယ်ကိုနိညာနဲ့အဝတ်ကြီးကိုဝတ်လို့အသွင်ပြင်စိတ်ဆင်းရဲနေတဲ့အမူအရာနော်အဲ့ဒီအမူအရာနဲ့သူတို့ကလူပြေကိုလာပြီးတော့ပြောကြတယ်တဲ့သူတို့ပြောတဲ့စကားကလည်းအမှန်တမ်းကောင်းတယ်အနှစ်တသိန်းကြာပြီးတဲ့နောက်မှာကဘာကြီးပြက်လိုက်မယ်တဲ့ဟောသတင်းပေးတယ်အဲ့တော့ကဘာကြီးပြက်လိုက်မယ်ဒီကကြီးကလွတ်အောင်မလုပ်ကြရမလဲဆိုရင်မေတ္တံဘာဝေထမေတ္တာမာရိတဘာဝေထဟောမိတ်ဆွေတို့တငယ်ချင်းတို့မေတ္တာကိုပွားကြပါအချင်းချင်းရံမဖြစ်ကြပါနဲ့ကရုဏာဘာဝေတ္တပါကရုဏာထားကြပါမုရိတာဘာဝေတ္တပါတူကြီးပွားတာတူမနာလို့မဖြစ်ကြပါနဲ့ဥပိ္ပခာဘာဝေတ္တပါတတ္တဝါဆိုတာကံအတိုင်းပဲဖြစ်တာမို့ရံမလုံးကြပါနဲ့မတွေ့တာကြပါနဲ့သူကံနဲ့သူသွားကြမှာပါမေတ္တာကရုဏာမုရိတာဥပိ္ပခာဆိုတဲ့တရားတွေပွားများအထုတ်ဖို့ဆိုပြီးတော့လှည့်ပြီးတော့သူတို့ကပြောတာတိုက်တွန်းတာအဲ့တော့မှစိတ်ဆင်းရဲပြီးတော့သူတို့လည်းငိုကြွေးပြီးတော့ဒါအနှစ်တသိန်းစောပြီးတော့ပြောတာချိန်ညာချက်ထုတ်တာနော်လူပြည်လူလောကကိုလိုက်ပြီးတော့သူတို့ပြောတာအဲ့တော့ဒီကဆိုးကြီးကလွတ်ချင်လို့ရှိရင်တော့မေတ္တာကရုဏာမုရိဒာဥပေက္ခဆိုတဲ့ဒီတရားဒါလွဲလို့ဘာမှလုပ်ဆရာမှမရှိဘူးအန္တရာယ်တွေကကင်းကျင်တယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေမှာအခုချိန်မှာကဘာမှာမေတ္တာကနဲလာတာဟုတ်မေတ္တာတွေနဲလာတယ်မေတ္တာတွေနဲတဲ့ကြောင့်မို့လို့ကိုယ်အကျိုးစီးပွားကိုကြည့်လာတယ်သူများရဲ့အကျိုးစီးပွားကိုသိမကြည့်ဘူးနိုင်ငံနဲ့ကြည့်လေနိုင်ငံတွေဟာကိုယ်အကျိုးစီးပွားကိုကာကွယ်ရေးဆိုတာလုပ်လာကြသူများအကျိုးစီးပွားမဟုတ်ဘူးကိုယ်အကျိုးစီးပွားကိုကာကွယ်ရေးဆိုတာဒါမေတ္တာမဲ့လာတဲ့အဓိပ္ပာယ်ကရုဏာတွေကင်းမဲ့လာတယ်မုရိဒာတွေကင်းမဲ့လာတယ်တူကြည့်ပွားရင်တူကမနာလို့မရှုစိတ်တွေဖြစ်လာတယ်နောက်တစ်ခါအခြေအနေတစ်ခုပေါ်မှာဥပိ္ပခာမထားနိုင်ကြဘူးရန်လိုကြတယ်မုန်းတီးကြတယ်တွေ့တာကြတယ်ဆိုတဲ့အနေအထားတွေဖြစ်လာအဲ့ဒါတွေကကဘာပြတ်ဖို့ရာအတွက်တကယ်ကိုအဓိကကြတဲ့အကြောင်းရင်းတွေဖြစ်လာအဲ့ဒါကြောင့်မို့လို့လောကဗျူဟာနတ်တွေကလူတွေကိုလိုက်ပြီးတော့တတိပေးတာမေတ္တာပွားကြပါကရုဏာထားကြပါဥပေက္ခမုရိဒာပွားကြပါဥပေက္ခထားကြပါမိဘနှစ်ပါးလေးစားကြပါလူကြီးသူမတွေကိုယုံကြည်ကြပါနဲ့ဆိုတဲ့ဒီစကားတွေနဲ့လိုက်ပြီးတော့တတိပေးတဲ့အခါအဲ့ဒီခေတ်ကဘာမပြတ်ခင်အနှစ်တသိန်းလူတွေဟာဘလောက်ကောင်းသွားကြသလဲလို့ဆိုရင်လူဆိုတာကြောက်ပြီဆိုရင်ပိုလို့တယ်နော်ကြောက်เสียရှိရင်ပိုကြောက်တတ်တယ်လူကဒါကြောင့်မို့လို့အဲ့ဒီအချိန်မှာလူတွေကစိတ်ကောင်းနှလုံးကောင်းထားမေတ္တာဘာညာပွားများအထောက်ကြတဲ့အခါမှာလူတွေကဗြဟ္မပြည်ရောက်ကုန်တယ်လို့ပြောမေတ္တာဆံပွားပြီးဒါဖြင့်တိရစ္ဆာန်တွေရောတိရစ္ဆာန်တွေကလည်းအဲ့ဒီအချိန်မှာတကောင်းသိမညှင်းဆဲတော့ဘူးတဲ့မညှင်းဆဲဘူးကျင်နာမှုလေးတွေတကောင်းအကျင်နာလေးတွေရှိတယ်
ကြည့်လေခွေးတွေတောင်မှတစ်ခါကျတော့တကောင်းကျင်နာမှုလေးတွေရှိတယ်လေသူတို့မှလည်းအဲ့ဒါလို့အကျင်နာတရားလေးတွေထားတတ်လာတဲ့အခါမှာဒီတိရစ္ဆာန်လေးတွေဟာတည်တဲ့အခါကျတော့နတ်ပြည်ရောက်ကြတယ်နတ်ပြည်ရောက်တဲ့အခါနတ်ပြည်ရောက်တဲ့အခါကျတော့စံတရားဆက်ပွားများတဲ့အခါဗြဟ္မပြည်ရောက်ကုန်ကြတယ်ကဘာကြီးပြတ်တော့မယ်ဆိုလို့ရှိရင်သက်ရှိတတ္တဝါတွေအားလုံးဟာနောက်ဆုံးမှာကဘာပြတ်ဖို့ကဘာပြတ်မဲ့နယ်ပယ်လွတ်တည်ထီအောင်ကဘာမီးလောင်တဲ့ထဲမပါရအောင်သူတို့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့စိတ်ဓာတ်တွေပြင်သွားတဲ့အခါမှာကဘာပြတ်တာကတော့သူကသူပြတ်မှာပဲမရဘူး။ဘာဖြစ်လို့တော့ဆိုတော့မမြဲတဲ့သဘောတရားကိုပြတ်ချိန်တန်လို့ပြတ်တာ။အဲ့တော့တတ္တဝါတွေကဒီထဲမပါရအောင်စိတ်ကောင်းနှလုံးကောင်းထားတဲ့အခါနောက်ဆုံးမှာပြမပြည့်ချီရောက်သွားကြတယ်လို့ဒီလိုဆိုတဲ့စာထဲမှာအဲ့ဒီမှာမီးဖြတ်တဲ့ကဘာဆိုလို့ရှိရင်ဘယ်တိအောင်ဖြတ်တုံးဆိုရင်အာဘဒရဗြဟ္မဘုံရဲ့အောက်ထိအောင်ကုန်ဖြတ်တယ်အာဘဒရဗြဟ္မဘုံရဲ့အောက်ထိအောင်ကုန်အဲ့တော့ဗြဟ္မပါရိသေဇာဗြဟ္မပရောဟိတာမဟာဗြဟ္မာလို့ဆိုတဲ့ပထမဇန်ဗြဟ္မဘုံပါသွားတယ်အဲ့ဒီကိုပြတ်သွားအကုန်လုံးမီးလောင်တဲ့ထဲပါသွားရေဖြတ်တဲ့ကဘာရောက်တဲ့အခါကျတော့သူဘဂိဏဆိုတဲ့ဗြဟ္မာပြည်ရဲ့အောက်အကုန်ပါသွားတယ်တခါလေဖြတ်တဲ့ဘုံကြတော့ပို့ပြီးတော့လေဖြတ်တဲ့ကဘာကြတော့ဒီဝေဟဘုံဘုံရဲ့အောက်မှာရှိတဲ့ဗြဟ္မာဘုံလေးပါသွားတယ်ပို့ပြီးတော့လေကပိုပြင်းထန်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့မီးဖြတ်ပြီးဆိုလို့ရှိရင်တော့နေတစင်းပြီးတစင်းထွက်လာပြီးတော့နောက်ဆုံးမှမိုးတွေလုံးဝမိုးမရွာတော့ပဲနဲ့နေရာလည်းပဲမဝင်တော့ဘူးတစင်းပြီးတစင်းအဲ့တော့ဒီစัจ java လာအပြင်နေတွေရှိတယ်ဆိုတာသိပ္ပံဆရာတွေကတောင်အခုတွေ့တယ်နော်နောက်ထပ်နေတစ်စင်းတွေ့နေတယ်တို့နေနှစ်စင်းတွေ့တယ်တို့ဒီလိုရှိတယ်အဲ့တော့ကဘာထဲမှာဖြတ်ဖို့ရအတွက်နေတွေဟာဒီစัจ java လာတွေကိုချင်းကပ်လာတဲ့အဓိပ္ပာယ်မျိုးပေါ့ဒါကသဘာဝကြီးကသူ့ဟာသူဖန်တီးလာတယ်ရေဖြတ်တဲ့ကဘာကြတော့မိုးရတာရွာလာတဲ့မိုးတွေကခုခေတ်တောင်ပြောကြသေးတယ်လေအစစ်မိုးတွေဘာမိုးညာမိုးတွေမိုးကရှိသေးတာဟုတ်အဲ့ဒီကဘာဖြတ်တဲ့မိုးကြတော့ဘာလို့မိုးတွေတော့ဆိုဆန်းငံရီမိုးတွေဆန်းငံဆိုတာဘယ်နေရာထိလိုက်အရေးပျော်သွားနိုင်တာအဲ့ဒါမှငံနဲ့မိုးရီတွေနဲ့အကုန်လုံးဟာဆန်းငံရီထိတဲ့အခါမှာကြောက်တွေလည်းပဲအကုန်လုံးဆွေးမြေ့အရေးပျော်တောင်တွေလည်းဆွေးမြေ့အရေးပျော်အဲ့ဒါလို့ထိလိုက်တဲ့ဟာတွေကအကုန်အေးပျော်ပြီးတော့ပျက်စီးသွားအောင်ကဘာဖြတ်တဲ့မိုးကြီးရွာပြီးတော့ကဘာကြီးကိုလွှမ်းသွားနိုင်တယ်တဲ့အဲ့ဒါကရေဖြတ်တာလေဖြတ်တာကြတော့တဖြည်းဖြည်းမြူမုံလေးတွေလွင့်တဲ့လေကနေစပြီးတဖြည်းဖြည်းလေတွေပြင်းထန်လာလိုက်တာနောက်ဆုံးမှာတိုက်အိမ်ကြီးလောက်ကြောက်တုံးကြီးတွေထိအောင်လွင့်သွားအောင်တိုက်တဲ့လေမုန်တိုင်းကြီးတွေထိအောင်နောက်ဆုံးမှာတောင်ကြီးတွေပါလွင့်ပါသွားတဲ့လေမုန်တိုင်းကြီးတွေထိအောင်တိုက်လာပြီးဘာမှမကြံတော့ပဲနဲ့နောက်ဆုံးမှာစัจ java လာထဲမှာရှိတဲ့အရာဝတ္ထုတွေဟာလေတိုက်လို့တစ်ခုနဲ့တစ်ခုရိုက်ခတ်ပြီးတော့အမှုန့်ဖြစ်သွားသည့်ထီအောင်တိုက်ပစ်တယ်အာကာသကြီးပဲကြံတော့တယ်အဲ့တော့မီးလောင်ရင်လည်းပဲအာကာသပဲကြံတယ်ရေဖြတ်လို့ရှိရင်လည်းရေထဲမှာအရေပျော်သွားလို့အာကာသကြီးပဲကြံတယ်လေတိုက်လို့ရှိရင်လည်းတစ်ခုခုလွင့်ပြီးတော့တစ်ခုနဲ့တစ်ခုရိုက်ခတ်လို့အမုံတွေဖြစ်ပြီးတော့အကုန်လွင့်သွားတဲ့အခါမှာအာကာသကြီးပဲကြံတယ်လို့ကဘာကြီးတစ်ခုလုံးကဒီလိုဖြစ်မယ်လို့ဆိုတာကိုစာထဲမှာဒီလိုဖော်ပြထားတာရှိတယ်။အဲ့ဒါလို့ဖော်ပြထားတာဟာအမှန်ပဲလားလို့ဆိုမြတ်စွာဘုရားကိုယ်တိုင်ကဟောထားရတဲ့ထဲမှာဒီအကြောင်းအရာကိုတတ္တဗံမတပါးဒီပြင်ပုဂ္ဂိုလ်တွေကတော့ယုံမှာမဟုတ်ဘူးတဲ့မြတ်စွာဘုရားကိုယ်တိုင်သို့တော်လည်းပဲမမြဲတဲ့တဘာဝဟာဒီတိုင်းပဲလာမှာပဲလို့ဒီလိုဟောတယ်နှစ်ပေါင်းများစွာကြာတဲ့အခါမှာဒီအခြေအနေဆိုးတွေဖြစ်ပေါ်လာမယ်လို့ဒါကတော့မမျော်လင့်နိုင်ပဲနဲ့အမှန်တမ်းရှည်ကြာလာတဲ့အခါကာလအတွင်းမှာဒါမျိုးကြီးဖြစ်လာမှာပျက်စီးမှုဆိုတာတစ်ခုခုနဲ့ဒီလိုပျက်စီးသွားမှာအဲ့ဒါလို့တတ္တဝါတွေအားလုံးဟာလည်းပဲစိတ်ကောင်းနှလုံးကောင်းမွေးလိုက်တဲ့အခါမှာကဘာပြက်ကိန်းကြီးကနေလွတ်ပြီးတော့ကောင်းရသူတွေမှာနေကြတယ်တချို့စာထဲမှာတော့ရေးထားတာရှိတယ်ဒီက
ကဘာပြောင်းခံရတယ်ဆိုတဲ့အမတမဆိုးဝါးတဲ့ပြစ်မှုကြီးတွေကြီးလွန်တဲ့ဒီနိဒမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒီကံကံကြီးကျိုးလုံးဝညင်းပယ်တဲ့အယူဆခေါင်းမာတဲ့ပုဂ္ဂိုလ်တွေကလည်းတဏှာဝကလွတ်လမ်းမရှိတော့အဲ့ဒါလို့ပုဂ္ဂိုလ်မျိုးကလည်းပဲပြောင်းပြီးတော့ခံရတာရှိတဲ့အဲ့တော့ဒီစัจ java လာအတွင်းမှာရှိတဲ့ငရဲသားတွေလည်းအားလုံးတစ်ဆင့်ပြီးတစ်ဆင့်ပေါ့ငရဲသားတွေလည်းပဲသူတို့မှာတစ်ချိန်ကငရဲတရိစ္ဆာန်ပြိတ္တာမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေတစ်ချိန်ကအပရာပရိယဝေရဏိယကုသကံဆိုတာတတ္တဝါတိုင်းမှာရှိတယ်ပေါ့တစ်ချိန်ကလောက်ခဲ့တဲ့အပရာပရိယဝေရဏိယကုသကံတွေရဲ့စွမ်းအားနဲ့ဘဝတစ်ခုကအဆင့်တန်းလေးမြင့်လာလိုက်အနှစ်တသိန်းဆိုတော့အချိန်တွေအများကြီးရတာဟုတ်စိတ်ဓာတ်လေးတွေပြောင်းပြီးတော့ငရဲကလူဖြစ်တဲ့အခါမှာတရားကျင့်တဲ့အခါမှာဗြဟ္မပြည်ရောက်တရိစ္ဆာန်လေးတွေကလည်းအကျဉ်းနာတရားထားရကနေလူဖြစ်တဲ့အခါမှာတရားကျင့်လူဘဝမှာတရားကျင့်လို့မမီတဲ့ပုဂ္ဂိုလ်ကနတ်ပြည်ရောက်နတ်ပြည်ကြတော့နတ်တွေကအသိဉာဏ်ပိုထက်တယ်ပိုထက်တော့အချင်းချင်းတတိပေးဟောပြောတာနဲ့တရားကျင့်ဗြဟ္မပြည်ရောက်ကြဒီလိုနဲ့ကဘာပြတ်တဲ့ဂိမ်းကနေပြီးတော့လွတ်ပြီးတော့သွားကြတယ်လို့ကဘာပြတ်မှုနဲ့ပတ်သက်ပြီးတော့ဝိသုဒ္ဓိမက်မှာဖော်ပြထားတာရှိတယ်ကြဲပြန့်ဖတ်ချင်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒါဝိသုဒ္ဓိမက်မြန်မာပြန်ကိုဖတ်လို့ရတယ်ပေါ့နော်ကဘာပြတ်တဲ့အကြောင်းနဲ့ပတ်သက်ပြီးဒီလိုရေးထားတယ်ကဲအဲ့တော့ပြတ်တယ်ဆိုတာကတော့ဒါသိကြတယ်ဘာဖြစ်လို့သိကြတော့ဆိုတော့မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကလေမြူမုံလေးလောက်ဒီသင်္ခါရတရားဟာမြူမုံလေးလောက်ပဲရှိစီငဲတယ်ဆိုတာတခုမှမရှိဘူးအားလုံးကပျက်စီးတာကြီးအနိစ္စသဘောတရားအရာဘယ်အရာမှမမြဲဘူးလို့မြတ်စွာဘုရားဒီလိုဟောခဲ့တယ်အဲ့တော့ဒီနေ့တစ်ချိန်ပြတ်မယ်ဆိုတာတော့ဒါကျိန်းနေပဲကဲကောင်းပြီအဲ့ဒါလို့ပြတ်ပဲဆိုတဲ့အခါမှာဘုန်းကြီးတို့တွေကဘာတွေလောက်ကြမလဲတန်တရားထဲမှာရောက်ပြီးတော့ဘဝတစ်ခုရထားလို့ရှင်အဲ့ဒါလို့ကဆိုးကပ်ပေးတွေတန်တရားထဲမှာနေလို့ရှင်တော့ကျုပ်တွေ့မှာဖြစ်တယ်အဲ့ဒါတွေကအခုလို့တန်တရားထဲမှာကဘာပြတ်တာနဲ့လည်းကျုံတယ်ကဆိုးကပ်ပေးတွေနဲ့လည်းကျုံတယ်အဲ့ဒါလို့တန်တရားထဲမှာဒီလိုအဆိုးတွေနဲ့ကျုံနေရတာဘာကြောင့်လဲလို့ဆိုတဲ့အခါမှာမြတ်စွာဘုရားကထောက်ပြတယ်အေးတကယ်ကိုမြင့်မြတ်တဲ့သီလဆိုတာကိုမကျင့်သုံးလို့တကယ်ကိုမြင့်မြတ်တဲ့တမာတိတရားကိုယ်တဏ္ဍာမှာမကိန်းလို့တကယ်ကိုမြင့်မြတ်တဲ့အသိပညာကိုယ်တဏ္ဍာမှာမရှိလို့တကယ်ကိုမြင့်မြတ်တဲ့ဝိမု ക്തി ဆိုတဲ့အရတ္တမဲ့အရတ္တဖို့တရားမိမိတို့ရအောင်မလုံနိုင်လို့ဒါတွေခံရတာလို့မြတ်စွာဘုရားဒီလိုဟောတယ်။တော့အင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားဟောထားတာဒါအမတ္တမအရင်ကြတယ်ပေါ့။ဆိုလိုတာကသီလရဲ့သမာဓိရဲ့ပညာရဲ့လို့ဒီလိုမြတ်စွာဘုရားဟောလိုက်တဲ့စကားဟာသမထဗုဒ္ဓိကသုံးမှာဘေးတွေကနေလွတ်ချင်လို့ရှင်ဘာလို့ရမလဲဆိုရင်မဂ္ဂင်၈ပါးကိုကျင့်ဆိုတဲ့စကားနဲ့ဒါလုံးဝတူတူပဲမဂ္ဂင်၈ပါးဆိုတာလေသီလရဲ့သမာဓိရဲ့ပညာရဲ့ပဲအဲ့တော့မဂ္ဂင်၈ပါးကျင့်ဆိုတာနဲ့သီလသမာဓိပညာပြည့်စုံအောင်လုပ်ဆိုတာတထပ်တည်းပဲဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီမှာဘုန်းကြီးတို့တွေဒီလိုတန်တရားဝဆိုးတွေကနေလွတ်ကင်းဖို့လွတ်ချင်တယ်လွတ်ကင်းညင်တယ်ဆိုလို့ရှိရင်ကိုအားကိုးရမှာဘာလဲလို့ဆိုရင်သီလရဲ့သမာဓိရဲ့ပညာရဲ့ဖွဲ့စည်းထားတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်ရလာမဲ့လွတ်မြောက်မှုဆိုတဲ့အရတ္တဖို့ဒါအရေးကြီးဆုံးပဲဒါကြောင့်မို့မြတ်စွာဘုရားကအဲ့ဒီသုတ်တံမှာသီလံသမာဓိပညာစဝိမု ക്തി စအနုတ္တရာအနုဗုဒ္ဓဣမိဓမ္မာခောရမေနယတတိနာလို့ဆိုပြီးတော့ဝိမု ക്തി သီလသမာဓိပညာဝိမု ക്തി ဒီတရားလေးမျိုးကိုအဓိကထားဟောတယ်အဲ့တော့ဒီနေရာမှာစမ်းမိလို့ပြောရမယ်ဆိုလို့ရှိရင်ဝိသုဒ္ဓိမဲ့ကျမ်းကြီး
ခုကဘာမှာစံပြုရတဲ့သာသနာမှာကမ္မထန်တရားအထုတ်ခြင်းတဲ့ပုဂ္ဂိုလ်တိုင်းလက်ဆွဲပြုရဝိတ္တုရိမဲ့ကျမ်းကြီးဆိုတာရှိဝိတ္တုရိမက်ကအဲ့ဒီဝိတ္တုရိမဲ့ကျမ်းကြီးဆိုတာဘာကိုဖွင့်တာတော့လို့ဆိုရင်တိလေပဋိဌာယနရောတပ္ပညောစိတ်တံပညင်စဘာဝယအာတာပိနိဘကောဘိက္ခုသောဣမံဝိစတယေစတံဆိုတဲ့ဒီဂါထာလေးတစ်ပုဒ်ကိုဖွင့်တယ်အဲ့ဒီဂါထာလေးထဲမှာဘာပါတာတော့ဆိုသီလပါတယ်စိတ်ဓာတ်လို့ခေါ်တဲ့သမာဓိအကြောင်းပါတယ်ပညာပါတယ်ဆိုလိုတာကမြတ်စွာဘုရားရဲ့ဒီကျင့်စဉ်ဟာဒါပဲဘယ်ခါပဲရှိဒါပဲသီလသမာဓိပညာအဲ့ဒါကိုဝိတ္တုရိမက္ခလို့ဆိုပြီးတော့ရှင်မဘုရားဘောဓအထက်ကရာကျင့်စဉ်ကြီးတစ်ခုအကုန်လုံးတွင်းပြီးတော့ရေးထားတယ်အဲ့သူနဲ့အပြိုင်ရှင်မဘုရားဘောဓနဲ့အပြိုင်ရေးတဲ့ဝိမု ക്തി မက္ခဆိုတဲ့ကျမ်းရှိသေးတယ်အဲ့ဒီဝိမု ക്തി မက္ခကတော့အခုပြောတဲ့ဂါထာကိုဥတည်ရေးတယ်လို့ပြောကြတယ်ရှိနေသီလံသမာဓိပညာစဝိမု ക്തി စအနုတ္တရာအနုဗုဒ္ဓဣမေဓမ္မဂေါရမေနယတတိနာလို့ဆိုတယ်သီလသမာဓိအမြတ်ဆုံးဖြစ်တဲ့သီလသမာဓိပညာအမြတ်ဆုံးဖြစ်တဲ့ဝိမု ക്തി တရားအဲ့ဒီတရားတွေကိုဂေါရမမြတ်စွာဘုရားထူးထူးခြားခြားသိပြီးတော့ဟောပြောထားတယ်လို့ဒီဂါထာလေးကိုဥတည်တဲ့ကျမ်းကြတော့ဝိမု ക്തി မက္ခကျမ်းလို့ခေါ်တယ်ဗမာပြည်မှာတော့သိမသိကြဘူးရှိတော့ရှိနေဝိမု ക്തി မက္ခကျမ်းဝိတ္တုရိမက္ခကျမ်းရှိတယ်လို့ဝိမု ക്തി မက္ခကျမ်းဆိုတာလည်းရှိတယ်အဲ့ဒီကျမ်းနှစ်ကျမ်းလုံးဟာအခြေခံဖွင့်ဆိုမှုကတော့သီလရဲ့သမာဓိရဲ့ပညာရဲ့ဒါကိုဖွင့်တာကြည့်ပဲအကုန်လုံးအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့မဂ္ဂင်၈ပါးအကျင့်တရားဆိုတာလေသီလသမာဓိပညာပဲလောကလူတွေရဲ့တဏ္ဍာမှာတဏှာကနေဆွဲထင်လာတဲ့ကဘာကိုပျက်စီးစေနိုင်လောက်အောင်အင်အားတွေကိုပေးတဲ့လောဘဒေါသမောဟဆိုတဲ့ဒီကိရိတာအညစ်အကြေးတွေကိုဖယ်ရှားပစ်ဖို့ဆိုတာလွယ်လွယ်နဲ့ဖယ်လို့ရတာမဟုတ်ဘူးအဲ့ဒါတွေဖယ်ဖို့အတွက်မလုပ်ရမလဲလို့ဆိုရင်သီလကျင့်စဉ်ကျင့်ရမယ်သမာဓိကျင့်စဉ်ကျင့်ရမယ်ဟောပညာကိုရအောင်လုပ်ရဒီဟာဘာလို့လဲဆိုတော့ကိရိတာကလည်း၃ဆင့်ရှိတာဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာကိရိတာက၃ဆင့်ရှိတယ်ပထမကဖြစ်နိုင်တဲ့အနေအထားpositive လို့ခေါ်တယ်ဖြစ်နိုင်တဲ့အနေအထားဒါကိုစာလို့ပြောရင်အနုတ္တယပေါ့အနုတ္တယဆိုတာအကြောင်းတိုက်ဆိုင်လာရင်ဖြစ်လာမဲ့အနေအထားတစ်ခုမိจิตဖူးထဲမှာမိဖြစ်နိုင်တဲ့အနေအထားရှိတယ်လို့ရှိနေတဲ့အနေအထားတစ်ခုကိုဒါအနုတ္တယလို့ပြောအာယုန်နဲ့စိတ်နဲ့တွေ့လို့ရှိရင်ပေါ်လာနိုင်တဲ့အနေအထားကဲမိจิตဖူးလေးထဲမှာမိတော့မရှိဘူးသို့တော့နောက်ထပ်အကြောင်းတစ်ခုထပ်ထည့်လိုက်မယ်ဆိုရင်မီးပွင့်လာအဲ့ဒီလိုဖြစ်နိုင်တဲ့အနေအထားတစ်ခုကြောက်တုံးတစ်ခုကောက်ချစ်လို့ကတော့ဘယ်မီးပွင့်မလဲဒုတ်ချောင်းကောက်ပြီးတော့လက်နဲ့ဖိလို့ကတော့မဖြစ်ဘူးပေါ့သို့တော့ gas မီးချစ်ဖူးလေးထဲမှာ gas လည်းရှိတယ်သူကရိယာအစုံရှိတယ်ဆိုရင်နောက်ထပ်ဖိပြီးတော့ပုတ်ချစ်လိုက်လို့ရှိရင်မီးတောက်လာအဲ့ဒီအနေအထားမျိုးလို့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလောဘဖြစ်ဖို့အနေအထားဒေါသဖြစ်မဲ့အနေအထားမောဟဖြစ်မဲ့အနေအထားလေးတွေရှိနေတယ်အဲ့ဒါကိုအနုတ္တယလို့ခေါ်တယ်နောက်တစ်ခါပြင်ဘက်ကအကြောင်းတစ်ခုပေါင်းလိုက်တဲ့အခါကျတော့သိလျော်တဲ့အကြောင်းတစ်ခုရလိုက်တာနဲ့တပြိုင်နက်ထပြီးတော့ဖြစ်လာတာအဲ့ဒါပရိယုဌာနာလို့ခေါ်တယ်ခုနကဖိချစ်လိုက်လို့မီးလေးတောက်လာတာနဲ့အလားတန်တူတယ်ပေါ့အဲ့ဒါကပရိယုဌာနာလို့ခေါ်တယ်တခါမီးဆိုတာကတောက်လာပြီဆိုရင်လောင်စရာရှိတာတွေလောင်တော့တာပဲလေကိလေသာကလည်းဖြစ်လာပြီဆိုလို့ရှိရင်သူကကာယကံဝစီကံကျွလွန်တော့တာပဲမနောကံစပြီးတော့ကာယကံဝစီကံမနောကံကျွလွန်အဲ့ဒါကိုဝိတိတ်ကမလို့ခေါ်တယ်အဲ့တော့ကိလေသာဖြစ်ပုံက၃ဆင့်ရှိတယ်အဲ့ဒီ၃ဆင့်ကိုနှိမ်ဖို့အတွက်မြတ်စွာဘုရားကကျင့်စဉ်ကိုလည်း၃မျိုးဟောထားတာဝိတိတ်ကမဆိုတာကိုတားဆီးဖို့ခုနကမီးဟာလျှောက်ပြီးတော့မီးပေါ်လာပြီးတဲ့နောက်လျှောက်လောင်တာမျိုးတွေဖြစ်တာကိုဝိတိတ်ကမအဲ့ဒီဝိတိတ်ကမကိလေသာကိုတားဆီးဖို့အတွက်သီလကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားဟောတယ်အဲ့ဒီသီလကျင့်စဉ်ကဝိတိတ်ကမကိလေသာကိုသာတားနိုင်တာပရိယုဌာဏကိလေသာမပေါ်အောင်မလုပ်နိုင်ဘူးအဲ့ဒီကိလေသာမပေါ်အောင်လုပ်ဖို့ရအတွက်ကြတော့တမာတိကျင့်စဉ်နဲ့ဖုံးပေးရမယ်သမာဓိကျင့်စဉ်ကကျင့်လိုက်တဲ့အခါမှာ
ပရိယုဌာဏလို့ခေါ်တယ်အာယုန်နဲ့ဆုံတဲ့အခါမှာလောဘလေးပေါ်လာမယ်ဒေါသလေးပေါ်လာမယ်မောဟလေးပေါ်လာမယ်ဆိုတာမဖြစ်တော့သမာဓိတရားနဲ့ဖိထားလိုက်မဖြစ်တော့အဲ့ဒါကပရိယုဌာဏကိရိတာကိုဖယ်တယ်လို့ပြောနောက်ဆုံးကြတော့ပညာကျင့်စဉ်ကျင့်မှခုနက possibility potentiality ဆိုတဲ့အနုတ္တယဓာတ်တွေမှာအကုန်ဖယ်ဖြစ်တယ်အဲ့ဒါလို့အနုတ္တယပါမရှိတော့မှဘယ်လိုထိဘယ်လိုလာဘယ်တော့မှမဖြစ်တော့ကိရိတာဆိုတာဘယ်တော့မှမဖြစ်တော့တဲ့အနေအထားမျိုးရောက်သွားတယ်အနုတ္တယထိအောင်ဖြတ်စည်းလိုက်နိုင်ပြီဆိုတော့မှဒီအနုတ္တယကနေပရိယုဌာဏဖြစ်တာမရှိတော့ဘူးပရိယုဌာဏဝိတိတ်ကမဖြစ်တာမရှိတော့အဲ့ဒီလိုကိလေသာဟာ30ပေါက်ကွဲတဲ့သဘော30အနေထားသဘောကိုကြည့်ပြီးတော့မြတ်စွာဘုရားကလည်းပဲတရားကျင့်တဲ့အခါမှာဒီကိလေသာတွေကိုဖယ်ရှားဖို့ရအတွက်သီလကျင့်စဉ်ကျင့်ရမယ်သမာဓိကျင့်စဉ်ကျင့်ရမယ်ဝိပဿနာပညာကျင့်စဉ်ကျင့်ခြင်းအပြင်နောက်ဆုံးမဲ့ပညာကိုရလိုက်တာနဲ့တပြိုင်နက်ကိလေသာတွေဟာဒီအရင်ကဘာတစ်ခုမှ source မကြံသည့်ထိအောင်အနုတ္တယဓာတ်ပါဖယ်ရှားပြလိုက်တယ်ဖယ်ရှားပြလိုက်ပြီဆိုရင်ဘယ်လိုအာယုန်တွေနဲ့တွေ့ဘယ်လိုပဲတိုက်ဆိုင်လောဘဆိုတာမလာတော့ဘူးဒေါသဆိုတာမလာတော့မောဟဆိုတာအဲ့ဒီအဆင့်ရောက်ဖို့အဲ့ဒါကိုမတိသေးသမျှကာလပတ်လုံးနဲ့တဏှာမှာအန္တရာယ်တွေနော်ကတ်ကြီးသုံးပါးကိုမကျော်လွှားနိုင်နေဘူးတဲ့ဘုန်းကြီးတို့ကတ်ကြီးသုံးပါးကိုကျော်လွှားဖို့ဆိုတာဒီမဂ္ဂင်၈ပါးလို့ဆိုတဲ့သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်ကိုပြည့်ဝကျင့်ပြီးတော့ဝိမု ക്തി လို့ဆိုတဲ့ရတ္တဖို့တရားကိုရမှသာလဲလုံးဝဒီကတ်ဆိုးဘေးဒဏ်တွေကလွတ်မြောက်နိုင်တယ်လို့ဒီလိုမြတ်စွာဘုရားကဟောလို့ဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ကတ်ကြီးသုံးပါးကျော်လွှားဖို့ဆိုတဲ့ဟာနောက်ဆုံးအဆင့်ဖြစ်နိုင်နောက်ဆုံးအဆင့်သီလသမာဓိပညာလို့ဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အထုခြင်းဖြင့်တဏှာကလွတ်မြောက်စေနိုင်တဲ့အရတ္တမေအရတ္တဖို့ဆိုတဲ့နောက်ဆုံးလွတ်မြောက်မှုကိုရမှသာလျှင်ဒီအန္တရာယ်တွေကလုံးဝလွတ်မြောက်တယ်လို့ဆိုတဲ့အတိုင်းဘုန်းကြီးတို့တွေနောက်ဆုံးလုံးဝလွတ်မြောက်မှုဆိုတဲ့ဝိမု ക്തി တရားကိုမျက်မှောက်ပြုနေအောင်ကျင့်ကြံကြိုးကုပ်အထုမှဖြစ်မယ်အထုကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကြပြီးမြတ်စွာဘုရားဟောကြားတဲ့အတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေအရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေအရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံပဝါယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွတ်မဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရာတိမြင်များဖြူစင်အေကြည်လင်သည့်ရေစဉ်ကြည်တင်စိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအဓိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူပွင့်ကြအကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်
ဘုရားဘာသာဝင်သူတော်စင်တွေကဲစင်တောင်ကြီးကလေးဘဝကနေစပြီးတော့ဣတိပိသောဘဂဝါအရဟံစတဲ့ဣတိပိသောဆိုတာကိုနှုတ်တဲ့မိဘများချပေးထားလို့ရရှိပြီးတော့နေကြငယ်စဉ်ကရထားတဲ့ပါဠိကိုတချို့လည်းအဓိပ္ပာယ်သိကြတယ်တချို့လည်းအဓိပ္ပာယ်မသိဘူးသိသူနဲ့မသိသူနိုင်ရှင်ပြီးတော့ကြည့်ပဲဆိုရင်မသိတဲ့လူကပိုများလောက်ဆရာရှိတယ်ငယ်ငယ်တော့ရထားတဲ့စာကိုရွှေ့ရုံပဲရွတ်ပြီးတော့အသုံးချတဲ့အခါမှာအန္တရာယ်ခင်းအတွက်သာအသုံးချနေကြတာဣတိပိသောရွတ်ရင်ဘုန်းကြီးတို့ကိုယ်တိုင်လည်းငယ်ငယ်တော့ဣတိပိသောရွတ်ရင်တစေတရေပြေးတယ်ဆိုပြီးတော့ကြောက်တဲ့ခါတိုင်းရွတ်မိနေတတ်တယ်ပေါ့နော်တော့ဒီလိုကြောက်လို့အကြောက်ပြေအောင်လုပ်တဲ့မန္တန်သဘောမျိုးလောက်ပဲလူတွေဟာနားလည်ပြီးတော့နေကြတာဒီဣတိပိသောဘဂဝါဆိုတဲ့ဒီစကားလုံးကစလာတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေ9မျိုးတခါတခါလဲ10မျိုးလို့ခွဲခြားဖွင့်တာရှိတယ်ပေါ့အဓိကကတော့9မျိုးလို့ယူတာပို့ပြီးတော့အဆင်ပြေပါတယ်ဝိသုဒ္ဓိမဲ့မှာတော့9မျိုးတနည်း10မျိုးဆိုပြီးဖွင့်ထားတာရှိတယ်ပေါ့ဒါကတော့သင်လျော်တဲ့နည်းအနေနဲ့ဖွင့်ပြတာပါအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာထိုသုတ်တံပါဠိတော်တွေထဲမှာလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဣတိပိသောပါတဲ့သုတ်တံတွေဟာအတော်ကိုများလိမ့်မယ်လို့သေသေးချာချာသုတေသနလုပ်ကြည့်မယ်ဆိုလို့ရှိရင်ဆိုပါစို့အင်္ဂုတ္တရနိကေမှာသုတ်ပေါင်း9000လောက်ရှိတဲ့ထဲမှာအနည်းဆုံးသုတ်1000လောက်မှာတော့ဣတိပိသောဆိုတဲ့စကားလုံးပါတာဖြစ်မယ်ပေါ့တော်များများမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဖော်ပြတိုင်းဒီဣတိပိသောဘဂဝါဆိုတဲ့စကားလုံးကပါတယ်မြတ်စွာဘုရားရဲ့အရည်ချင်းလို့ဆိုဒီမှာဖျားဖြစ်တယ်ဆိုတာလောကမှာဗုဒ္ဓနဲ့ပြောကြတယ်ဖျားဆိုလို့ရှိရင်ဒီအရည်ချင်းတွေရှိရမယ်လို့ဆိုလိုတာနော်ဒီအရည်ချင်းတွေရှိမှဖျားလို့ဆိုလိုတာကဖျားရဲ့အရည်ချင်းသတ်မှတ်ချက်လို့ပြောရမှာပဲလောကမှာလည်းပဲလူတွေရဲ့အရည်ချင်းသတ်မှတ်ချက်တွေရှိတယ်လေအဲ့ဒီသတ်မှတ်ချက်အရလူတွေရဲ့အရည်ချင်းကိုထုတ်ဖော်ပြောကြတာဖျားဆိုတဲ့ပုဂ္ဂိုလ်မှာဒီအရည်ချင်းတွေရှိရမယ်လို့ပြောတာမြတ်စွာဘုရားကငါဟာဒီခုံနေနဲ့ပြည့်စုံတယ်လို့ကြွားလုံးထုတ်တာမဟုတ်ဘူးတချို့ကအဲ့ဒါလို့ထင်တယ်မဟုတ်ဘူးဖျားဆိုဒီမှာဖျားကိုးကွယ်ကြပြီလောကမှာဘုဒ္ဓပါတော်တုံးလဘောဖျားပွင့်ဖို့ဆိုတာဓမ္မခဲရင်နဲ့အင်ဓမ္မခဲရင်နဲ့ဖျားဆိုဒီမှာအခုလိုရည်ချင်းနေရှိရမယ်ဆိုတာသိရှိနားလည်ဖို့ဆိုလိုတာကနော်ဖျားမှန်ရင်တကယ်ဖျားဒီလိုအရေးချင်းနေရှိဖို့လိုတယ်အေးဖျားလို့ဆိုပြီးတော့အရေးချင်းမရှိပဲနဲ့ဖျားလုံနေတဲ့ပုံကိုယ်တွေကလည်းလောကမှာအများကြီးရှိတာအများကြီးရှိတယ်ဘာလို့အများကြီးရှိတော့ဆိုလောကမှာဖျားမပွင့်ခင်ကဗုဒ္ဓကောလဟလဆိုတာကျွတ်တင်ပြီးတော့ပေါ်ပေါက်နေတယ်တော့ခုခေတ်မှာတော့ကောလဟလဆိုရင်မမှန်ကန်တဲ့သတင်းလို့ဒီလိုအဓိပ္ပာယ်ယူဆကြတယ်ပါဠိစာပေမှာကောလဟလဆိုတာမမှန်ကန်တဲ့သတင်းလို့အဓိပ္ပာယ်မရဘူးတခုခုဖြစ်ပေါ်လာတော့မယ်ဆိုလို့ရှိရင်ကျွတ်တင်ပြီးတော့သတင်းတွေဖြစ်ပေါ်နေတတ်တယ်ပေါ့အဲဒီကျွတ်တင်ပြီးတော့ခုနာကပြောလိုက်ဒီနာကပြောလိုက်နဲ့ဒီစကားတွေဟာလူတွေကြားထဲမှာရောက်ရှိလာတဲ့စကားသံတွေကိုကောလဟလလို့ခေါ်တာဟောအလုံးကြားဦးကြလိမ့်မယ်ကောလဟလဆိုတာ၅မျိုးရှိတယ်ဖျားပွင့်တော့မယ်ဆိုလို့ရှိရင်လေဗုဒ္ဓကောလဟလလောကမှာဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်များပေါ်လိမ့်မယ်ဆိုတာလူလောကထဲမှာနှစ်ပေါင်းများစွာကြိုတင်ပြီးတော့အတန်တွေထွက်လာတယ်နောက်တစ်ခုကစက္ကဝတ္တိကောလဟလစัจ java မင်းပေါ်လိမ့်မယ်ဆိုလည်းပဲကောလဟလတွေထွက်လာတယ်နောက်မင်္ဂလာကောလဟလအေးလောကမှာလူတွေကမင်္ဂလာရှိကြကြတယ်မြန်မာတွေဆိုလို့ရှိရင်မြန်မာတို့ရဲ့မင်္ဂလာပါဆိုတဲ့စကားနဲ့နှုတ်ဆက်ကြတယ်လူမင်္ဂလာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်မင်္ဂလာဆိုတာဘယ်လိုမှမင်္ဂလာရှိနိုင်တယ်လဲဆိုတဲ့အတိအကျမင်္ဂလာရဲ့အဖြစ်ထုတ်ဖို့အတွက်
အဲ့ဒါလည်းပဲမင်္ဂလာကောလာဟလဆိုမင်္ဂလာကိုအမှန်ကန်ပြောနိုင်တဲ့ပုဂ္ဂိုလ်ပေါ်လိုက်မယ်လို့ဒီလိုကောလာဟလတွေဖြစ်တယ်ဟောနောက်တစ်ခုကျတော့ကပ္ပကောလာဟလလို့ခေါ်တယ်ကဘာကြီးဘယ်တော့ပျက်စီးလိုက်မယ်ကဘာကြီးတော့ပျက်စီးတော့မှာပဲမကြခင်ဟတော့မှ2012ခုနှစ်မှာကဘာကြီးပြည့်မယ်ဆိုပြီးတော့ပေါ်လာလိုက်သေးတယ်လေအဲ့ဒီဟာမျိုးပေါ့ကျွတ်တင်ပြီးတော့ဒီလိုဟာတွေဖြစ်ပေါ်ပြီးတော့လာတတ်တယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာတတ်တဲ့ဒီကောလာဟလလို့ဆိုတဲ့ခုနာကကြားလိုက်ဒီနာကကြားလိုက်ဆိုတဲ့ဒီသတင်းနေအဲ့တော့ဗုဒ္ဓကောလာဟလဘုရားပွင့်လိုက်မယ်ဆိုတဲ့သတင်းဟာကျွတ်တင်ပြီးတော့ထွက်လာကျွတ်တင်ထွက်ရုံနဲ့မကဘူးဒီလူတွေသင်ကြားနေတဲ့ပြမနာတွေသင်ကြားကြတဲ့ဝေဒအကျမ်းဂန်တွေထဲမှာလည်းပဲဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာဗုဒ္ဓဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုခေါ်တယ်ဆိုတာကိုအင်္ဂယုတ်နဲ့ပတ်သက်ပြီးတော့သတ်မှတ်ထားတာတွေရှိတယ်ဝေဒကျမ်းတွေမှာအတိအကျသတ်မှတ်ထားတယ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာဘုရားဖြစ်မဲ့ပုဂ္ဂိုလ်ဟာဘယ်လိုရုပ်လက္ခဏာမျိုးရှိတယ်ဆိုတာကိုလည်းဝေဒကျမ်းတွေကအတိအကျဆိုထားတယ်အဲ့ဒါတွေကလည်းကျွတ်တင်ပြီးတော့ပေါ်ပေါက်နေတာဥပမာမဲ့လူတွေရဲ့တဏ္ဍာမှာအမှတ်အသား32မျိုးမဟာပုရိသလက္ခဏာ32မျိုးအဲ့ဒီ32မျိုးလုံးပါတဲ့ပုဂ္ဂိုလ်ဟာဗုဒ္ဓဆိုတာကိုဝေဒကျမ်းတွေကဆိုထားတယ်ဒီ32မျိုးသောအမှတ်သားလက္ခဏာရှိလာပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာဒွေရေဝဂတိယောတဲ့သူ့ရဲ့ဏိဂုံးဟာ2ခုပဲရှိတယ်သူ့ရဲ့ဖြစ်ပေါ်လာမဲ့အနာဂတ်ဟာ2ခုတည်းပဲရှိတယ်2ခုဆိုတာဘာလဲလို့ဆိုရင်လူဘဝမှာနေရင်စัจ java ရေမင်းဖြစ်မယ်အကယ်၍တောထွက်ပြီးလူလောကကိုဆုံးခွာသွားမယ်ဆိုရင်တော့ဘုရားဖြစ်မယ်ဒီ2လမ်းပဲရှိတယ်ဆိုတဲ့ဟာဝေဒကျမ်းနေသို့တော့ပြမနာတွေကဝေဒကျမ်းနေနဲ့တိုက်ဆိုင်ကြည့်တဲ့အခါမှာခုနကမဟာပုရိသလက္ခဏာတွေဆိုတာလည်းမတွေ့ရဘူးအရဟံစတဲ့အရည်ချင်းတွေနဲ့လည်းသူတို့မတွေ့ဘူးမပြည့်စုံဘူးဆိုတော့ဘယ်သူမှဗုဒ္ဓဆိုတာကိုနှစ်ကာယုံကြည်ကိုးကွယ်တာမရှိဘူးပေါ့သူယုံကြည်တဲ့ပုဂ္ဂိုလ်အချို့လောက်ကသာသူ့နောက်ကလိုက်ကြတယ်ပေါ့အဲ့တော့ဒီကောလာဟလနောက်မှာနောက်ဆုံးပေါ်လာတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့ဆိုရင်ဂေါရမဗုဒ္ဓပဲဂေါရမဗုဒ္ဓကြတော့ပြမနာတွေကငကောလက်မခံမှုသူတို့လဲကြည်လီမြတ်စွာဘုရားစီမှာဒီထိတ်တန်းပြမနာကြီးတွေပတိနေတိကောသလမင်းကြီးကမျိုးစားအဖြစ်ပေးထားတယ်ပညာတတ်တဲ့နေရာမှာထိတ်တန်းမျိုးရိုးလဲအလွန်မြင့်မြတ်တဲ့ပောက္ခရတတိတို့နောက်တစ်ခါမိဋ္ဌိလမျိုးကဒီဗြမာယုပုံနာကြီးတို့ဒီလိုအဲ့ဒီလိုဝေဒကျမ်းတက်ဆရာကြီးတွေကမြတ်စွာဘုရားစီလွတ်တယ်နောက်ပြီးတော့ပါရယဏတုံးမှာပါတယ်ဘာဝရီဆိုတဲ့ပုံနာကြီးကလည်းပဲဗုဒ္ဓဆိုတာနာမည်ကြီးတာဟုတ်မဟုတ်မင်းတို့စုံစမ်းကြဆိုပြီးတော့လွတ်တာအဲ့ဒီခေတ်ကဂေါရမဗုဒ္ဓစီမှာစုံစမ်းနေထောက်လန်းရေးတွေအများကြီးလွတ်တယ်လွတ်တဲ့ထဲမှာပထမဆုံးလွတ်လိုက်တာတော့ဘာဝရီပုံနာကြီးကအရင်လွတ်လိုက်တာသူကဘယ်ရောက်နေတော့ဆိုဘာဝရီပုံနာကဟိုးအိန္ဒိယအလယ်ပိုင်းမှာရောက်နေတယ်သူကဂေါရဝရီမြစ်ကန္နာတိုင်းပြည်နှစ်ပြည်ရဲ့ခြားမှာကျွန်းမြေကြီးရှိတယ်အဲ့ဒီကျွန်းမြေကြီးပေါ်မှာသူကသူ့တပည့်ပရိသတ်တောင်းချီတဲ့ဟာနဲ့အဲ့ဒီမှာသွားနေတာသူကလောကကြီးကို renounce လုပ်ပြီးတော့ဝိရကျမ်းကနေသင်ယူခြင်းပို့ချခြင်းကမ္မထမ်းကျင့်ခြင်းဆိုတဲ့ယောဂအကျင့်တွေသမထကျင့်စဉ်တွေကျင့်ပြီးတော့သူအဲ့ဒီသွားနေတာသွားနေတော့ဖះပွင့်ပြီလို့လဲသတင်းချရောသူတို့ရဲ့တွေသွားစုံစမ်းကြစမ်းသူမသွားခင်စုံစမ်းခိုင်းတယ်ဆရာကြီးတွေဆိုတော့ဗုဒ္ဓဟုတ်မဟုတ်မသိဘဲနဲ့ဘယ်တော့မှအယံမသွားဘူးသူတို့ကလည်းနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုဖះဟုတ်မဟုတ်စုံစမ်းခိုင်းတာဘာတွေနဲ့စုံစမ်းခိုင်းတော့ဆိုလို့ရှိရင်ဒီမဟာပုရိသလက္ခဏာဝေဒကျမ်းတွေမှာပါတဲ့အမှတ်လက္ခဏာတွေရှိမရှိပါမပါ32မျိုးလုံးရှိမရှိကိုသွားကြည့်ခိုင်းတာအဓိကအဲ့ဒါဘာဝရီပုံနာကြီးကဆိုလို့ရှိရင်ဘယ်လောက်ထိအောင်သူ့တပည့်တွေကိုမှားလိုက်တော့ဆိုရင်မင်းတို့ဖျားဆိုလို့ရှိရင်ကွာတဲ့ပါဇက်ကထုတ်ပြီးတော့မေးခွန်းထုတ်เสียမလို့တဲ့မင်းတို့စိတ်ထဲကမေးတယ်ဖျားဆိုရင်မင်းတို့စိတ်ထဲကမေးတဲ့မေးခွန်းကို तू နှုတ်ကဖြေလိုက်မယ်ဒီလိုတောင်မှားလိုက်တာနော်ဖျားဆိုတာသိဖို့အတွက် तू လောက်မှားလိုက်တာအဲ့လိုမှားလိုက်တဲ့အတိုင်းပဲသွားပြီးတော့စုံစမ်းထောက်လန်းကြတာ
မြတ်စွာဘုရားမှာ32ပါးသောယောက်ျားမြတ်လက္ခဏာတွေတွေ့ရတယ်တွေ့ရုံနဲ့မကဘူးခုနကစိတ်ကူးတဲ့ကနေပြီးရှုပ်ဝဲထားတဲ့မိကုန်းနေစိတ်နဲ့မေးတယ်သူကဘာဝရီပုံသားကြီးကအသက်ဘယ်လောက်ရှိပြီလဲတို့တပည့်ဘယ်နှဦးရှိသလဲတို့မဟာပုရိသလက္ခဏာသူ့မှာဘယ်နှခုရသလဲဆိုတာစိတ်ထဲကနေမေးတာမေးလိုက်တော့မြတ်စွာဘုရားနှုတ်ကနေထုတ်ပြီးတော့ဖြေလိုက်တာမေးတဲ့အချိန်လေးမှာအဲ့ဒါကြောင့်မို့လို့သူတို့တန်တော်နဲ့ဘာဝရီရဲ့တပည့်တွေဟာအလုံးမြတ်စွာဘုရားကိုသူတို့သိချင်တဲ့လေးနဲ့တဲ့မိကုန်းတွေကိုမေးထားအဲ့ဒီသုတ်တံပါရယဏဒေသနာဆိုပြီးတော့ပြည့်ပြည့်စုံစုံဘုန်းကြီးတို့ရှင်းဟောထားတာရှိတယ်ပေါ့နော်နောက်လဲစာအုပ်လဲထွက်လာဖို့ရှိတယ်ပေါ့ဒါကအများဒီစာအုပ်တွေကဒါတွေကဘုရားတရားတော်တွေဟာတိမ်မြုပ်နေတာအဲ့ဒီလိုမြတ်စွာဘုရားကိုလာရောက်စုံစမ်းတယ်နောက်ဗြဟ္မာယုပုံနာကြီးဆိုတာဟာအသက်120ရှိသူမလာခင်သူ့ရဲ့တပည့်ဥတ္တရလူလင်ဆိုတာကိုလွတ်လိုက်တယ်လွတ်လိုက်တဲ့အခါတပည့်ကဘယ်လိုလုပ်စုံစမ်းရမှာတော့ဆိုတော့မင်းကလည်းကွာငါသင်ပေးထားတဲ့မဟာပုရိသလက္ခဏာကျမ်းနေရှိတယ်မဟုတ်လားတဲ့အဲ့ဒါနဲ့တိုက်ပေါ်တဲ့ဆိုပြီးမှားလိုက်တာသွားတိုက်တာအဲ့ဒီလူကမြတ်စွာဘုရားနာမှာနှစ်ချီကြအောင်နေသွားတယ်နေပြီးတော့အသေးစိတ်ဘုရားကြောင့်မှနေပြီးတော့ထောက်လန်းတာပေါ့ခုခေတ်လို့ဆိုရင်ဘုရားကြောင့်မှကိုကြာကြီးနေပြီးထောက်လန်းတာသူကဘုရားဟုတ်မဟုတ်ကိုသိချင်ဘုရားဟုတ်မဟုတ်ထောက်လန်းအဲ့ဒါလို့ထောက်လန်းပြီးတဲ့အခါမှာသူဆရာကြီးစီတော့ပို့တင်လိုက်တာသူဆရာကြီးကနေတော့အဲ့ဒီကျမှဂေါတမဗုဒ္ဓကိုလာရောက်ဖူးမြော်တာအသက်120နော်120အဖိုးကြီးဖြစ်နေပြီသို့တော့အမတမဂုံဝါကြီးမားတဲ့အားလုံးကလေးစားရတဲ့ဆရာကြီးဆိုတော့မြတ်စွာဘုရားစီသူလာတွေ့တဲ့နေ့ကမြတ်စွာဘုရားကပရိသတ်အလယ်မှာတရားဟောနေတဲ့အချိန်ဗြဟ္မာယုပုံသားကြီးလည်းဝင်လာရောပရိသတ်ကလှုပ်နေဖြစ်သွားတယ်အဲ့လောက်ထိအောင်ဂုံသတင်းကြီးတယ်ပေါ့အဲ့လောက်ထိအောင်အရှိန်အဝါရှိတယ်သူကအဲ့ဒါလို့လာတဲ့အခါမှာသူကပရိသတ်ကိုပြောတာငြိမ်နေကြပါငြိမ်နေကြပါဟောဒီကဖျားသွားတဲ့အလဲလန်းလေးဆိုတာရှိတယ်ခုခေတ်တရားပွဲတွေမှာလို့ဓမ္မတိကဆရာတော်တွေကြွဖို့ဆိုပြီးတော့လမ်းလေးခြံထားတာရှိတယ်အဲ့ဒီလမ်းကနေပြီးတော့သူဖျားနေထီအောင်ရောက်လာပြီးတဲ့အခါမှာသူတပည့်ထောက်လန်းပြီးတော့တင်ပြရှ िख ိုးပြီးတော့ဖျားကိုရှောက်တယ်ဒီလိုထောက်လန်းရေးတွေလိုက်တာသူတို့ကတခါပဝရတာဒီပုံသားကြီးကလည်းအပ္ပထဆိုတဲ့လူလွင်ကိုလွတ်ပြီးတော့မြတ်စွာဘုရားဟုတ်မဟုတ်တိုက်ဆိုင်ခိုင်းတယ်သတင်းထောက်3လုံးနဲ့ပဲရှိတယ်အခရာ3လုံးနဲ့ပေါင်းစပ်ပြီးတော့ဖွင့်ပြထားတဲ့စကားလုံးလေးဟာအာယေရယေဟာယေဒီ3လုံးလေးပဲဖြစ်ပြီပဲလို့အဓိပ္ပာယ်တွေဖွင့်ဆိုထားတဲ့အခါကျတော့အ ਨੇ ဆုံးဒီစကားလုံးလေးကဖော်ပြတာအဓိပ္ပာယ်5မျိုးတဲ့ဖော်ပြထားတာရှိတယ်ပေါ့နော်အဲ့ဒီဖော်ပြထားတဲ့အတိုင်းဘုန်းကြီးတို့တွေဗုဒ္ဓနုတ္တိဘာဝနာပွားပြီဆိုတဲ့အခါမှာဒီအရဟဆိုတဲ့စကားလုံးလေးရဲ့အရဟံဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုအာယုံပြုပြီးတော့မြတ်စွာဘုရားကိုအရဟံလို့ခေါ်တာဟာဒီဂုံတူးနဲ့ဂုံတူးဝိသေသနဲ့ချီးကျူးခံရတာဟာတာမန်ဘောကိုပုဂ္ဂိုလ်မဟုတ်ဘူးလောကမှာဂုံတူးဝိသေသနဲ့ချီးကျူးတဲ့ဂုံကြီးတစ်ခုတက်လာတယ်ဆိုတာတာမန်နဲ့မဟုတ်ဘူးတကယ်အရေးချင်းရှိလို့တက်လာတာဖြစ်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအာယုံပြုတာကိုဗုဒ္ဓနုတ္တိလို့ခေါ်တယ်ဗုဒ္ဓဆိုတာဘုရားရဲ့ဂုဏ်ကိုအနုတ္တိအကျဉ်းချင်းအထက်ထက်တတိထားပြီးတော့ဖြစ်ပေါ်နေတာတတိယနေတာတနည်းအားဖြင့်အနုဆိုတာတင်လျောက်ပတ်တဲ့တတိဆိုတာအမှတ်ရမှုပဲဘုရားနဲ့ပတ်သက်ပြီးအလွန်တင်လျောက်ပတ်တဲ့အမှတ်ရမှုလို့ဒီလိုအဓိပ္ပာယ်ရတဲ့ဗုဒ္ဓနုတ္တိကမ္မထံဖះကိုအာယုံပြုတ်နေတာနဲ့ပဲဒါဟာသမထကမ္မထံတစ်ခုဖြစ်တယ်ပေါ့သမထကမ္မထံနဲ့မကဘူးဗုဒ္ဓနုတ္တိကိုအခြေခံလို့ရှိရင်ဗုဒ္ဓနုတ္တိကမ္မထံသည်ဝိပဿနာဉာဏ်ဖြစ်စေဖို့အတွက်ကြီးမားသောအထောက်အကူတစ်ခုဖြစ်တယ်ပေါ့အလွန်ကြီးကျယ်သောအထောက်အကူဖြစ်ပြီးတော့လူတွေရဲ့တဏ္ဍာမှာသရာစွမ်းအားတွေဖွံ့ဖြိုးတိုးတက်သွားစေနိုင်တယ်ဒါကြောင့်ဗုဒ္ဓနုတ္တိဘာဝနာဟာအလွန်ကြီးမားတဲ့အရေးချင်းရှိတယ်လို့စာပေကျမ်းဂန်တွေမှာဆိုထားတာပေါ့ဘာဝနာထဲမှာတော့အမြတ်ဆုံးဘာဝနာလို့ဒီလိုပြောတာအဲ့တော့ဂုဏ်တော်ပွားများပြီဆိုလို့ရှိရင်တော့ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါ
ETP ဆိုတာအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာသောဘဂဝါငါကြည်ညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီငါကြည်ညိုကိုးကွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကားလုံးတစ်ခုပဲခဏတောင်မှပဲအိန္ဒိယနိုင်ငံမှာဘဂဝါလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝါလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝါလို့သုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ဂုရုကြီးလို့အဓိပ္ပာယ်ရတယ်ဂုရုကြီးထဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝါလို့ခေါ်လိုက်တာသူတို့ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲဘဂဝါဆိုတာအလွန်ကိုကြီးမြတ်တဲ့သူတို့လေးစားရတဲ့ပုဂ္ဂိုလ်အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မို့လို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာဘဂဝါတိဂရုဂရုဟိလောကေဘဂဝါတိဥစ္စာတိလောကလူတွေကလေးစားအပ်တဲ့ဂုရုတွေကိုဘဂဝါလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာနေမဲ့ဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထက်ကရာကျမ်းတွေဟာအဲ့တိုင်းပဲရေးတယ်နော်ဘဂဝါတိဂရုဘဂဝါတိဂုရုခုခေတ်တောင်းတဲ့ဆိုဘဂဝါဆိုတာဂုရုကိုခေါ်ရတဲ့ဂရုဂုရုဟိလောကေဘဂဝါတိဟောစတိဂုရုကိုလူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြဘာလို့လဲဆိုလောကကြီးတစ်ခုလုံးရဲ့အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်မြတ်စွာဘုရားဟာကိုချင်းသီလနဲ့နှိုင်းရှင်မယ်ဆိုလဲသူ့ကိုပါတဲ့ပုဂ္ဂိုလ်မပြောနဲ့မှီတဲ့ပုဂ္ဂိုလ်တော့မရှိဘူးတမာတိနဲ့နှိုင်းရှင်လိုက်ပြန်ရင်လေဖျားတဲ့တာတဲ့ပုဂ္ဂိုလ်မဆိုထားနဲ့တူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးပညာအားဖြင့်လေဖျားတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမပြောနဲ့တူတဲ့ပုဂ္ဂိုလ်မပြောနဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးလို့ဒီလိုဆိုလိုတယ်ပေါ့နော်ဒါကြောင့်မို့တလောကလုံးကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါလို့ဒီလိုခေါ်တာအဲ့ဒီမှာကြည်ဣတိပိသောဘဂဝါမြန်မာလူတော့အမျိုးမျိုးပြန်ကြတယ်ဘုန်းတော်ကြီးမှာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းတွေကြောင့်အရဟံဆိုတဲ့အရည်ချင်းတွေရှိပါပေတယ်လို့ဒီလိုပြောတာနှလုံးသွင်းတဲ့အခါမှာအဲ့ဒါလိုနှလုံးသွင်းရမယ်အကြောင်းနဲ့ဂုဏ်အရည်ချင်းကိုသိရမယ်။အော်ဒီပုဂ္ဂိုလ်သူများဟာဒီအရည်ချင်းတွေရှိပါလား။ဒါကြောင့်မို့တကယ်အရဟံမလားဆိုတဲ့အတွေးနဲ့မြတ်စွာဘုရားဂုဏ်တော်ပေါ်မှာတတိအမှတ်ရပြီးတော့ဆင်ញင်စဉ်းစားနေမှုနော်။သမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြိုးကုပ်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာတယ်မြတ်စွာဘုရားအပေါ်မှာဆန်းစစ်လေ့လာတဲ့အခါမှာအော်ဒီအကြောင်းတွေကြောင့်ဒီအချက်တွေကြောင့်ဘုရားဟာတကယ်ဘဂဝါပါလားလို့အရဟံပါလားလို့လက်ခံလာတယ်ကျင့်납လာတယ်အဲ့ဒီကျင့်납လာသည့်ထိအောင်နှလုံးသွင်းရမှာအဲ့ဒါလို့မဟုတ်ဘဲနဲ့အရဟံ6ချက်လောက်နေမရဘူးနော်ဘုရားကုံတော်မထိရောက်ဘူး6ချက်ဆိုတာပရိကြတာကိုပြောတာနော်ပရိလုံးလေးချပြီးတော့ဒီဂုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ်ဆိုတာကအားလုံးအမဲသားစားဖို့မှပဲဝါလို့မှမရတာသိဝါမှလည်းမဟုတ်ဘူးနော်အဲ့တော့ဒီမရွတ်ရဘူးတော့မဟုတ်ဘူးသူဝေးกว่าတာလားလို့ဆိုမဟုတ်ဘူးသောတာပတ္တိမဲ့နဲ့ဖယ်ရှားလိုက်တယ်သဂရဂါမိမဲ့နဲ့ဖယ်ရှားလိုက်တယ်အနာဂါမိမဲ့နဲ့ဖယ်ရှားလိုက်တယ်အရဟံတက်မဲ့နဲ့ဖယ်ရှားလိုက်တယ်ကိလေသာတွေနဲ့မြတ်စွာဘုရားရဲ့စိတ်ဟာဘယ်တော့မှမဲ့၄ပါးနဲ့ကိလေသာတွေကိုဖယ်ရှားဖျက်ဆီးပစ်ထားတာဖြစ်သောကြောင့်နဲ့မြတ်စွာဘုရားဟာကိလေသာတွေနဲ့အလွန်ကိုဝေးတယ်လို့ပြောတဲ့အခါမှာယဟန္တာတွေရောကိလေသာရှိသေးလားလို့ဆိုမရှိဘူးမရှိပေမဲ့လို့ယဟန္တာတွေမှာဘာတွေလက်ကျန်ဖြစ်နေတုံးဆိုလို့ရှိရင်အနတ်အသက်တွေကျန်နေတယ်လောဘတော့ပယ်လိုက်ပြီလောဘရဲ့အနတ်အသက်ကျန်နေတယ်ဒေါသတော့ပယ်လိုက်ပြီအနတ်အသက်ကျန်တယ်မောဟပယ်လိုက်တယ်အနတ်အသက်တွေကျန်တယ်
ငကူပင်ကိုစရိုက်တွေကမပြောက်ဘူးယဟနာဖြစ်သွားပြီပဲလို့မြတ်စွာဘုရားကြတော့လောဘရဲ့အငွေ့အသက်ဒေါသအငွေ့အသက်မောဟရဲ့အငွေ့အသက်ကိလေသာတွေရဲ့အငွေ့အသက်တစ်ခုမှမကြဒါကြောင့်မို့လို့ဘုရားကြတော့ဝါဒနာနဲ့တကွာကိလေသာတွေကိုဖယ်တယ်လို့ပြောတယ်ယဟနာပုဂ္ဂိုလ်တွေလည်းပဲအရတ္တမဲ့တော့ရတာပဲဒါပေမဲ့ဝါဒနာလေးကိုတော့မပယ်နိုင်ဘူးတဲ့အခုခေတ်ကလူတွေကတော့သူတို့ဝါဒနာအလွန်ကြီးတာကြတော့ဝါဒနာကိုမတားနဲ့ဆိုရင်မဟုတ်တာတွေလုပ်တာနော်ဝါဒနာတားရင်တော့ဝါဒနာကိုမတားနဲ့ဆိုပြီးတော့အဲ့တော့မြတ်စွာဘုရားကြတော့အဲ့ဒီဝါဒနာဆိုတဲ့ကိလေသာရဲ့အငွေ့အသက်ကိလေသာရဲ့တတ္တိအဲ့ဒီကိလေသာရဲ့တတ္တိဟာလုံးဝမရှိတော့သည့်အတွက်ကြောင့်ကိလေသာတွေကဝေးကွာသူဆိုတဲ့အကုံဟာယဟနာပုဂ္ဂိုလ်တွေမှာတောင်မထိုက်တန်ဘူးဘုရားမှာထိုက်တယ်နော်ဒါကြောင့်အရဟံဆိုဒီမှာကိလေသာတွေကဝေးကွာနေခြင်းဆိုတဲ့အရည်ချင်းတစ်ခုမှတ်သားကြရမယ်ဘုရားမှာဝါသနာနဲ့တကွာကိလေသာတွေရှင်တဲ့နှလုံးထဲမှာပူလောင်စေတတ်တဲ့စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ကိလေသာတွေအလုံးကိုဖယ်ရှားပြီးဖြစ်လို့ကိလေသာအညစ်အကြေးတွေကကင်းဝေးကွာနေတဲ့ပုဂ္ဂိုလ်မြတ်ဖြစ်သောကြောင့်အရဟံလို့စိတ်ထဲမှာဒီလိုနှလုံးသွင်းရမယ်အကျဉ်းချင်းအထက်ထက်ဒါလေးကြီးပဲတွေးနေခုခေတ်ကတော့လူတွေလောက်တတ်ပါတယ်လေသချင်းဆိုတာတောင် repetition တွေအများကြီးလေအဲ့တော့ဂုံတော်ကြတော့ repetition လုပ်လိုက်ပေါ့အဲ့လိုကလားတွေတောင်မှသချင်းဆိုရင်ဘုံလေးခောက်ပြီးစီတာရန်နဲ့တဏိကုံလုံးနော်အော်နာတဏိကုံအော်နာသူတို့ဒီစကလုံးလေးတစ်လုံးနဲ့တင်အော်တာအများကြီးမဟုတ်ဘူးအဲ့တော့ဒီကိုယ်တဏ္ဍာမှာဒီ repetition ဖြစ်နေအောင်ကိလေသာတွေကဝေးကွာနေလို့ဝေးကွာခြင်းဆိုတဲ့အကြောင်းကြောင့်ဒုကိုးကွယ်တဲ့မြတ်စွာဘုရားဟာတကယ်အရဟံမလားကျန်တဲ့ပုဂ္ဂိုလ်တွေကကိလေသာတွေနဲ့အလွန်လုံးထွေးနေတာမဝေးဘူးကတ်နေတယ်နော်ဝေးတယ်လို့ထင်ပေမဲ့လို့တော့ကြရောက်လာပြန်ပြီဟောဒေါသမရှိဘူးသဘောကောင်းတယ်လို့ထင်တယ်တော့ကြရောက်လာပြန်ပြီဒေါသကလောဘမရှိဘူးလို့ထင်တယ်တော့ကြရောက်လာပြန်ပြီစိတ်ထဲကပေါ်လာတာလေမြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ကိလေသာတွေကပြန်ကတ်နိုင်စွာမရှိတော့အောင်ကွာလှမ်းသွားပြီဖယ်ရှားပြလိုက်ပြီးလုံးဝဘယ်တော့မှပြန်မလာတော့ဘူးဒီလိုဆိုတာပေါ့နော်အဲ့ဒါကတစ်ချက်အဲ့တော့အရဟံကိလေသာတို့မှဝေးကွာတော်မူခြင်းကြောင့်အရဟံနော်အရဟံဒါကအဓိပ္ပာယ်တစ်ခုဖတ်တဲ့အခါမှာလည်းသုံးလုံးစလုံးပေါင်းပြီးတော့အရဟံအဓိပ္ပာယ်ကအာရကဝေးကွာတယ်ဒီစကလုံးတစ်လုံးနဲ့ကဒီအဓိပ္ပာယ်တစ်ခုဖော်ပြဟောနောက်တစ်ခုကျတော့သူကအဓိပ္ပာယ်တစ်မျိုးကြံလိုက်ပြန်တယ်တစ်မျိုးဖွင့်ဆိုမယ်သူကအရဟံဆိုတဲ့နေရာမှာအရဟံလို့အတန်လေးကိုဖတ်ပြီးတော့အရဆိုတာဒီယန္တုတွေကိုဟဆိုတာချေမုံပြီးသားအနိုင်ယူပြီးသားဖြစ်တယ်ယန္တုဆိုဒီမှာဘယ်သူကိုပြောတာလဲလို့ဆိုကိလေသာတွေကိုပဲပြောတာကိလေသာကမှတကယ်ယန္တုအစ်စ်လေငရဲချတာကကိုယ်ကိုလာပြီးတော့ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ယန္တုမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်တဲ့ကိုမွေးထားတဲ့ဒေါသဆိုတဲ့ယန္တုလောဘဆိုတဲ့ယန္တုမောဟဆိုတဲ့ယန္တုကိုယ်ငရဲချတာသူလောက်ကိုယ်ဒုက္ခပေးတာရှိမှမရှိတာအပြင်ဘက်ကလူကဒုက္ခပေးတယ်ဆိုတာယမယံခါသာပေးလို့ရတာလေအဲ့တော့ဒုက္ခပေးလို့ယန္တုလို့ခေါ်မယ်ဆိုလို့ရှိရင်အမြဲတမ်းကိုယ်ဒုက္ခပေးနေတာဘယ်သူလဲလို့မေးရင်ကိလေသာတွေပဲအဲ့တော့ကိလေသာကယန္တုအစ်စ်ပဲစိတ်ညစ်ရတာဘယ်သူကြောင့်သူ့ကြောင့်အစင်မပြေဖြစ်ရတာဘယ်သူကြောင့်ပျော်မဆိုမှတွေဖြစ်တာဘယ်သူကြောင့်သူ့ကြောင့်ဟောအားလုံးလောကကြီးမှာမဖြစ်ချင်တာတွေဖြစ်နေတာဘယ်သူကြောင့်သူ့ကြောင့်ဟောသူ့လောက်ကိုယ်ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ပဲရှိမလဲနော်မုန်းစရာကောင်းတဲ့ယန္တုအစ်စ်ဟာကိုယ်ရင်ထဲနှလုံးထဲမှာဖြစ်နေတဲ့လောဘဒေါသမောဟတွေသာဖြစ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ယန္တုတွေကိုအနိုင်ယူပြီးတော့ဖယ်ရှားပစ်ပြီးသားဖြစ်သောကြောင့်အရဟံအဲ့ဒီစကားလုံးကပါဠိမှာအရိဟနအရိဆိုတာတိပိကိလေသာယန္တုတွေကို
အပြည့်သက်ချေမုန်းထားတဲ့အရေးချင်းရှိသောကြောင့်အရဟံအရဟမြည်တော်မူပါပေတယ်တကယ်အရဟပဲကိလေသာတွေကိုအနိုင်တိုက်ပြီးသားပုဂ္ဂိုလ်တွေကိုအရဟလို့ခေါ်ရမယ်ဆိုရင်မြတ်စွာဘုရားကသာတခါတည်းလက်ဆက်တခါတည်းနလန်းမထုနိုင်အောင်ချေမုန်းထားတာကြံတဲ့ပုဂ္ဂိုလ်တွေကအနိုင်ရတယ်ဆိုတာခိတ္တခဏပဲပြောတာမြတ်စွာဘုရားအနိုင်ရလိုက်တဲ့ကိလေသာကဘယ်တော့မှနောက်ကျောင်းပြန်လာတာမရှိဘူးတဲ့အပြည့်သက်နိုင်တာပေါ့ဒါကြောင့်မို့လို့အရဟံယန္တုတွေကိုအနိုင်ရသူလို့ခေါ်ခြင်းခေါ်ရင်မြတ်စွာဘုရားကိုသာလင်ခေါ်ရမှာဖြစ်တယ်ပေါ့ဒီရည်ချင်းကိုစိတ်ထဲကနှလုံးသွင်းပြီးတော့အရဟံဆိုတဲ့ဂုဏ်တော်ကိုအာယုန်ထဲမှာကြည်နူးလာသည့်ထိအောင်အကျဉ်းချင်းထပ်အမှတ်ရဖို့ပဲဒါကိုဗုဒ္ဓနုတ္တိလို့ခေါ်တာနော်ဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်အဲ့ဒီအရဟံကိုပဲအရဆိုတာတန်တရားစပင်းကြီးရဲ့အကန့်နဲ့အရဆိုတာအကန့်ကိုဟဆိုတာဖြည့်စည်းတာအကန့်တွေကိုဖြည့်စည်းပြီးဖြစ်သူဖြည့်စည်းပြီးခြင်းဒါကတော့တင်စားပြီးတော့သုံးတဲ့စကားလုံးတစ်ခုပေါ့တန်တရားစက်ဝန်းကြီးကိုကြည့်လိုက်မယ်တန်တရားစက်ဝန်းကြီးကဘာနဲ့ဥပမာတူတော့ဆိုလှဲပြီးကြီးနဲ့အလားတရံတူတယ်ပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လှဲပင်ကြီးရဲ့တရံဖြစ်တယ်ပေါ့ဒါကြောင့်မို့စက်ဝိုင်းကြီးနဲ့မိုးကုတ်ဆရာတော်ကြီးပြထားတဲ့စက်ဝိုင်းကြီးဟာဒါလှဲပင်ကြီးလိုပဲအဲ့တော့လှဲပင်ကြီးနဲ့ဥပမာထားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တန်တရားထဲမှာဘုန်းကြီးတို့တွေသွားနေတာဟာအဲ့ဒီဘဝယထာကြီးကိုစီးသွားနေတာဟာဘယ်သူကနေလဲပတ်နေတာတုံးဆိုတန်တရားဆက်ကလို့ဆိုတဲ့ဒီလက်ဘိန်းကြီးနဲ့လဲပတ်ပြီးတော့သွားနေတာဘဝကြီးကိုယထာကြီးလို့ဥပမာပေးလိုက်လို့ရှိရင်အဲ့ဒီယထာကြီးဟာတဘွားကနေတဘွားသွားနေတာဟာဒီဘိန်းကြီးနဲ့သွားနေတယ်လို့ဒီလိုဆိုလို့တယ်ဒါဖြင့်ဘယ်လိုဘိန်းနဲ့ဥပမာတူတယ်လဲလို့ဆိုလို့ရှိရင်အဝိဇ္ဇာရဲ့ဘဝတဏှာဆိုတာရဲ့မတိတာရဲ့တွေ့တာရဲ့နော်မတိဘူးဆိုရင်လိုချင်တယ်မတိတာနဲ့လိုချင်တာအဲ့ဒီနှစ်ခုသည်လှဲပင်ရဲ့အလဲကောင်ကဝင်ရိုးတက်တဲ့နေရာကိုနော်ဒီဝင်ရိုးတက်တဲ့နေရာကိုခေါ်တယ်လေဒီနာဘိအချက်ဝင်ရိုးတက်တဲ့နေရာကိုနော်အဲ့ဒီနေရာမှာအဝိဇ္ဇာနဲ့တဏှာပေါ်မှာအလုံးကတီးနေတာဖြစ်သောကြောင့်အဲ့ဒါပုံတောင်းလို့ခေါ်တဲ့ဟာပေါ့နော်ဒါတော့အရက်တရတစ်ခုနဲ့တစ်ခုတော့တူချင်မှတူမှာပေါ့နော်နာဘိဆိုတဲ့ပုံတောင်းကြီးအဲ့ဒီပေါ်မှာအကန့်နေစိုက်ထားပြီးတော့ဘေးကကွတ်ထားတဲ့ဟာကြတော့အကွတ်တကူလို့ခေါ်တယ်ပေါ့အဲ့တော့လဲဘင်းကြီးရဲ့ပုံသဏ္ဍာန်ကိုဖော်ကြည့်လိုက်မယ်ဆိုရင်အဝိဇ္ဇာနဲ့တဏှာကပုံတောင်းနော်အဲ့ဒီကြားထဲမှာသင်္ခါရတို့ဝိညာဉ်တို့နာယုတ်တို့သလရဏဖတ်တဝေဒနာတဏှာဥပါဒံနော်ဘဝဆိုတာတွေကအကန့်နေတောက်ဆန်နေပေါ့အကန့်နေပေါ့လှဲဘိန်းမှာဆိုရင်အကန့်နေဘာတော့စပိန်ကြတော့စပုတ်တန်ခေါ်သလားမသိဘူးအဲ့ဒါမျိုးတွေပေါ့နော်အဲ့ဒီနောက်ပြီးတော့ဒီစရမရဏဆိုတာဘဝတစ်ခုမှာအဆုံးသတ်တာကတော့အိုခြင်းနဲ့သိခြင်းမှအဆုံးသတ်တာကြောင့်မလို့ဘေးကနေကွတ်ထားတဲ့အကွတ်တကူလို့ခေါ်တယ်ပေါ့လှဲပင်ကြီးရဲ့ဘေးကဘောင်ခတ်ထားတဲ့အရာပေါ့နော်အဲ့ဒါကိုနေမိလို့ခေါ်တယ်ပါဠိလိုကြတော့နော်နောက်တစ်ခါအဲ့ဒီလှဲပင်ကြီးဟာဝင်ရိုးမရှိရင်လဲတာမဟုတ်ဘူးဒါကြောင့်မို့ကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇာတဝလို့ဆိုတဲ့အာတဝတရားတွေဖြစ်ပေါ်လာမှုဟာဝင်ရိုးနဲ့အလားတရံတူတယ်ပေါ့ဝင်ရိုးနဲ့အလားတရံတူတယ်အဲ့ဒီဘဝယထာကြီးကိုပုံဖော်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအဝိဇ္ဇာနဲ့တဏှာကပုံတောင်းစရမရဏကအကွတ်သင်္ခါရစတိကအလယ်ကတောက်ဆန်နေအဲ့ဒီလိုဘိန်းကြီးဟာအချင်းနေကောင်းနေတယ်ဗျဘဝယထာမှာဒီဘိန်းကြီးပေါ်မှာလဲပတ်ပြီးတော့ဘဝယထာကြီးဟာမောင်းနှင်ပြီးတော့နေနေတာအဲ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာဒီလူဖြစ်လိုက်နတ်ဖြစ်လိုက်တိရစ္ဆာန်ဖြစ်လိုက်နဲ့တန်တရားထဲမှာမဆုံးနိုင်တဲ့ခင်းကြီးကိုဘိန်းကြီးနဲ့လဲပတ်ပြီးတော့သွားနေတာဒါတန်တရာဆက်ကတန်တရားဘိန်းကြီးလို့ဒီလိုခေါ်တာပေါ့ဥ
ဥပမာနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တော့ခြားယဟတ်ဆိုတာလို့ပေါ့နော်ခြားယဟတ်ဆိုတာအလုံးသိဘူးတဲ့အတိုင်းပဲသိကြတဲ့အတိုင်းပဲအထက်ရောက်လိုက်အောက်ရောက်လိုက်နဲ့သွားနေတာပဲလေလဲတာဆုံးတဲ့လူမှရှိမှမရှိတာအဲ့ဒါလိုပဲတန်လျာခီးကြီးကမဆုံးဘူးအဲ့ဒီမဆုံးနိုင်တဲ့တန်လျာခီးကြီးဆိုတဲ့ပရိစ္ဆသမုပ္ပါဒ်ဘီးကြီးကိုနော်ဝိပဿနာဉာဏ်အခြေခံတဲ့မဲ့ဉာဏ်နေနဲ့ဒီဘီးကြီးကိုဖြည့်ဆည်းပြလိုက်တာနောက်ဆုံးမှာအကန့်နေထောက်တွေကိုရိုက်ချိုးပြလိုက်တယ်ပုံနှောင်းကြီးကိုခွဲပြလိုက်တယ်ထိုက်တန်တယ်လို့ပြောတဲ့စကားလုံးတစ်ခုဟာဒီအရဟဆိုလို့အရဟဆိုထိုက်တန်တယ်ဘာကိုထိုက်တန်တာတုံးလို့မေးလို့ရှိရင်ဘယ်သူကပဲလက်အုပ်ချီကိုထိုက်တန်တယ်ဘယ်သူကပဲလှူတာတွေဟာထိုက်တန်တယ်ဘာဖြစ်လို့လဲလက်အုပ်လေးတစ်ချိန်ချီလိုက်တာနဲ့နတ်ပြည်ရောက်သွားနိုင်တယ်ဟောအကျိုးတုံ့ပြန်မှုတွေဟာအမှန်တမ်းထိရောက်တယ်မြတ်စွာဘုရားကိုလက်အုပ်ကလေးနဲ့ခြိလိုက်တာတောင်နတ်ပြည်ရောက်သွားတယ်လက်အုပ်နဲ့တင်မခြိနဲ့အောင်လက်လည်းမခြိဘူးဘာမှမခြိပဲနဲ့မျက်လုံးလေးဖွင့်ကြည့်ပြီးကြည်နူးတဲ့စိတ်ကလေးဖြစ်လိုက်တာနဲ့ပဲနတ်ပြည်ရောက်သွားတယ်ဟောမထိုက်တန်ဘူးလားကြည့်လိုက်တာလေးနဲ့စိတ်ထဲကကြည်နူးလိုက်တာနဲ့ကောင်းရတဲ့ဂတိဘုံရောက်သွားနိုင်တယ်ဆိုအလွန်ထိုက်တန်တာပေါ့ဒါနကောင်းမှုပြုလိုက်လည်းပဲပြုလိုက်တဲ့ဗျနော်အကျိုးဖြစ်ထွန်းတယ်ဆိုပါစို့အယောင်းဝယ်ကိစ္စတွေဆိုရင်အေးအရင်ကနည်းနည်းလေးနဲ့အမျက်ကြီးရတယ်ဆိုဟာလှုပ်ထိုက်တယ်ပြောကြမှာပဲမြေမှာလည်းပဲစိုက်လိုက်လို့ရှိရင်တီးနှံတွေအများကြီးထွက်တယ်ဆိုဟာစိုက်ထိုက်တယ်ဟောဒီလိုပြောကြတာမြတ်စွာဘုရားကထို့တူပဲအကျိုးတုံ့ပြန်မှုအင်အားတွေအလွန်ကောင်းတာဖြစ်သောကြောင့်မြတ်စွာဘုရားဟာဘယ်ပုဂ္ဂိုလ်ကပူဇော်ထိုက်တယ်ထိုက်တန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘယ်ဘက်ကကြည့်မြတ်စွာဘုရားဟာမထိုက်တန်ဘူးလို့ပြောเสียသီလကနှိမ့်ကြနေတာမရှိဘူးတမာတိနှိမ့်ကြနေတာမရှိဘူးပညာနှိမ့်ကြနေတာမရှိဘူးလွတ်မြောက်နေတဲ့စိတ်နှိမ့်ကြနေတာတွေမရှိဘူးအားလုံးဟာအဆင့်မြင့်ဆုံးအားလုံးဟာပါဖက်ဖြစ်နေတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားအားလုံးထိုက်တန်နေတဲ့ပုဂ္ဂိုလ်လူမင်းနာမင်းဗြဟ္မာမင်းတို့ရဲ့ဝတ်ဆင်းပြီးတော့ဥညွတ်ခြင်းကိုထိုက်တန်တဲ့ပုဂ္ဂိုလ်ဒီလိုဆိုလိုတာပေါ့ကောသလမင်းကြီးကမြတ်စွာဘုရားစီလာတဲ့အခါမှာကောသလမင်းကြီးကလူအစင်တန်းနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားတဲ့တာတယ်လူအစင်တန်းနဲ့ပြောကြရမယ်ဆိုရင်ကောသလမင်းကြီးကကာတိကောသလနှစ်နိုင်ငံကိုအုပ်စိုးတဲ့ဧကရိဘုရင်ကြီးမြတ်စွာဘုရားကတက်ကတိုင်းအငယ်စားလေးမှာဘာနဲ့ပြောရမလို့ဆိုမြန်မာဘုရင်နဲ့စော်ဘွားတွေလို့ပဲရှိတယ်ဒီလိုနော်ကောသလမင်းကြီးကအင်ပါယာအကြီးမြတ်စွာဘုရားရဲ့အမျိုးတက်ကတိုင်းဒီသုဒ္ဓရဏမင်းတို့ကတိုင်းငယ်ပြည်ငယ်လေးဒါယာရုနဲ့ပြောပြရဲ့နော်သို့တော့ကောသလမင်းကြီးဟာမြတ်စွာဘုရားကိုလာတဲ့အခါရှ िख ိုးတဲ့အခါမှာယာရုတို့မျိုးရိုးတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါယာရုနဲ့ကြည့်မယ်ဆိုသူ့အောင်ငယ်တယ်လေငယ်တယ်လို့ပြောမှလူလောကအနေနဲ့ပြောတာနော်သို့တော့မြတ်စွာဘုရားကိုသူဘလောက်ထိအောင်လေးစားတော့ဆိုရင်မြတ်စွာဘုရားရဲ့ခြေပမိုးကိုနှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးတာမြတ်စွာဘုရားကိုယ်တိုင်ကတခါတော့ကအမေးရှိတယ်ကောသလမင်းကြီးကဒီအဲ့ဒီယူကျိုးတာနဲ့ပတ်သက်ပြီးတော့ယဟန်တွေကိုမိန့်တာကောသလမင်းကြီးငါတို့တာဂိဝင်မင်းမျိုးတွေဆိုတာတဲ့ကောသလမင်းကြီးရဲ့အယံမင်းအစစ်မရှိတယ်ပေါ့အယံမင်းအနုယန္တလို့သုံးတယ်မြတ်စွာဘုရားအနုယန္တဆိုတာနောက်ကလိုက်ရတယ်ဆင့်ခေါ်လိုက်ရင်သွားကြရတယ်နော်ဘယ်မှာတိုက်ပွဲရှိတယ်ဆိုဆင့်ခေါ်သွားရတယ်မဟုတ်လားဗမာပြည်မှာလည်းမြင်ဘူးလားတိုင်းချက်ပြည်ချက်ကလေးတွေဆိုတော့အင်းဝါကမျိုးတော်ဖြစ်တဲ့အချိန်မှာလာခဲ့ပြည်ဘက်ကလာခဲ့ဟန်တာဝရီကလာခဲ့စစ်တိုက်ဆရာရှိတယ်ဆိုသွားကြရတယ်လေသွားကြရတယ်အဲ့ဒီလိုအနုယန္တအဆင့်တွေပေါ့အဲ့ဒီလိုငါတို့ကအနုယန္တအဆင့်မှာရှိတော်လဲကောသလမင်းကြီးဟာဒီမြတ်စွာဘုရားကိုငါတဲ့အဆင့်မြင့်တယ်ငါတဲ့ယာရုကြီးတယ်ငါတဲ့မြင့်မြတ်တယ်ဒီဂုံလောကီဂုံအပြင်မြင့်မြတ်တယ်ဆိုတဲ့အနေနဲ့နှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးတာမဟုတ်ဘူးတဲ့ငါကိုအာရပါရရှ िख ိုးတယ်ဆိုတာသီလသမာဓိပညာဆိုတဲ့လက်လန်းမမီတဲ့အရည်ချင်းတွေကြောင့်ရှ िख ိုးတာလို့သုတ်တန်တစ်ခုမှာအဲ့လိုဟောထားတယ်မြတ်စွာဘုရားကိုယ်တိုင်ဒီလိုဟောထားတာ
ဇက်အားဖြင့်ငါလည်းညံလို့မဟုတ်ဘူးတဲ့နော်ဒီအရေးချင်းတွေကြောင့်ငါ့ကိုရှိခိုးတယ်အဲ့တော့ကောသလမင်းလိုတိုင်းပြည်နှစ်ပြည်ထိုခေတ်ကတိုင်းကြီးပြည်ကြီးကိုအုပ်စိုးတဲ့ဧကရိဘုရင်ကြီးကနှစ်ဖူးနဲ့ခြေပမိုးကိုတိုက်ပြီးတော့ရှိခိုးတယ်အဲ့ဒါလိုရှိခိုးရလောက်အောင်ဖားကြောင့်ရှိခိုးတာတော့ဆိုသီလအားဖြင့်တာလွန်မြင့်မြတ်လို့တမာရီအားဖြင့်တာလွန်မြင့်မြတ်လို့ပညာအားဖြင့်တာလွန်မြင့်မြတ်လို့ရှိခိုးတိုက်တဲ့ခုံကြီးတွေဟာထိုက်တန်လွန်အားကြီးလို့မြတ်စွာဘုရားကိုရှိခိုးတာဟာတဲ့ဟောအဲ့ဒါကိုပြောတာအရဟံထိုက်တန်သူဆိုတာထိုက်တန်နေအာရပါယကြီးညိုလေးစားတိုက်တဲ့ပုဂ္ဂိုလ်အေးလူမင်းကသာရှိခိုးတာလားဆိုဘယ်ဟုတ်မှာတော့တရားမင်းကြီးတာဝရိန္ဒာနတ်ပြည်တို့နတ်မှန်သမျှအဲ့နာလေးကတာဝရိန္ဒာနဲ့စတုမာတွေနတ်ပြည်နှစ်ပြည်ကိုအုပ်စိုးထားတာနော်ဝရစိန်လက်နဲ့ကြီးကင်ထွက်လာလို့ရှိရင်အလုံးကကြောက်ကြတယ်တရားမင်းကြီးလေတရားမင်းကြီးဟာအင်တမပါဝါကြီးတယ်ဒါပေမဲ့လို့ရသော်ဘုရားကိုဥတိုက်တယ်ဒီလိုဆိုတာနော်အဲ့ဒီအထက်ကနတ်တွေလည်းထို့တူပဲနောက်ဆုံးမှာတဟံပတိပြမမင်းကြီးဆိုသူကအတိတ်ဘဝတုန်းကကတ္တဝဘုရားရဲ့လက်ထက်မှာတဟကဆိုတဲ့ယဟန်ဖြစ်ပြီးတော့ပထမဇန်ရလို့ယဟန်ဘဝကနေဇန်နဲ့တင်ပဲပြန်တော်မူသွားတော့အဲ့ဒီမှာတဟံပတိပြမသွားဖြစ်တာယဟန်တစ်ပါးကနေဘုန်းကြီးတစ်ပါးဖြစ်သွားတယ်ဖြစ်မှာအဲ့ဒီမှာကျတော့တဟံပတိလို့ခေါ်တယ်လူပြေတုန်းကတော့တဟရိကျတော့စိတ်ွယ်ရာဆိုတာရှိနေသေးတယ်စိတ်ွယ်တယ်ဆိုတာဖုံးကွယ်ထားတာတွေရှိနေတတ်သေးတယ်လို့ပြောတာမြတ်စွာဘုရားမှာဖုံးကွယ်ထားတာတခုမှမရှိဘူးဖုံးကွယ်ထားတာမရှိလို့အရဟဖုံးကွယ်ရှို့ဝဲထားတာမရှိဘူးလို့ဒီလောက်ထိအောင်တန်ရှင်းစင်ကြယ်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်အတိပ္ပယ်ကပါပကရဏီမကောင်းမှုအောက်တန်းကြတဲ့အလုပ်ကိုလုပ်တဲ့နေရာမှာရဟဘာဝတောပိစိတ်ွယ်ရာမရှိသောကြောင့်လည်းပဲအရဟံအရဟံနော်ဒီလိုဆိုလိုတာပေါ့ဒါဖြင့်မြတ်စွာဘုရားရဲ့ဂုဏ်အကြီးချင်းတွေဟာဒီအရဟံဆိုတဲ့စကားလုံးလေးတစ်လုံးထဲမှာပဲပြန်ပေါင်းပြီးတော့ပြောကြမယ်ဆိုရင်ကိလေသာတွေကဝေးကွာနေခြင်းဒါအကြီးချင်းတစ်ခုပဲကိလေသာတွေကလုံးဝဝေးကွာနေခြင်းအလှမ်းကွာနေခြင်းကိလေသာရန်သူတွေကိုဖယ်ရှားပစ်ခြင်းဖယ်ရှားပြီးဖြစ်ခြင်းတဏှာဆက်ရဲ့အကန့်လို့ဆိုတဲ့အကြောင်းတရားတွေကိုကိလေသာတရားတွေကိုဖယ်ရှားပစ်ပြီးဖြစ်ခြင်းနော်တလောကလုံးရဲ့ဥညွတ်လေးစားဖို့လှူဒန်းဖို့ထိုက်တန်သူဖြစ်ခြင်းနဲ့မကောင်းမှုပင်ဖြစ်စိတ်ကြွယ်ရာဘယ်တော့မှမကောင်းမှုကိုလှုပ်တာမရှိခြင်းဆိုတဲ့အဲ့ဒီအရေးချင်း၅မျိုးကြောင့်မြတ်စွာဘုရားကိုအရဟံဆိုတဲ့ဂုဏ်တော်နဲ့ချီးမွမ်းတိုက်တယ်ချီးမွမ်းတိုက်တယ်ဆိုတာချီးမွမ်းခြင်းချီးမွမ်းမချီးမွမ်းခြင်းနေလောကမှာမြတ်စွာဘုရားကိုအရဟံလို့ဆိုတဲ့ဒီဂုဏ်တူးကြီးဟာလူပြေကနေစပြီးမြေပြင်ကနေပြီးကောင်းငင်ဝေဟင်ထိအောင်တလောကလုံးမှာပြန့်နှံ့ထင်ရှားနေတယ်လူတိုင်းကအတိမတ်ပြုထားတဲ့ဂုဏ်ကြီးတစ်ခုပါလို့ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့ဥညွတ်လေးစားတဲ့ပုဂ္ဂိုလ်တိုင်းကနမောတတ္တဗုဒ္ဓဝတ္တောအရဟတောဆိုတာအဲ့ဒါကိုပြောတာဒီရည်ချင်းနဲ့မြတ်စွာဘုရားကိုပူဇော်ကြတာကိုးကွယ်ကြတာလို့ဒီလိုဆိုလို့တယ်ဒါကြောင့်မို့လို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာရဲ့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်ဆိုဒီမှာဒီဓမ္မကချက်ဖွင့်ထားတာလေးတွေရှိသေးတယ်သို့တော့အတက္ကရာကျမ်းနေမှာအခုလို၅မျိုးတီဃာကျမ်းနေမှာဒီတဲ့ထပ်ဆင့်ပြီးတော့ဖွင့်ပြထားတာရှိစကလုံးလေးအခရာလေး၃လုံးပေါင်းစပ်ထားတဲ့စကလုံးလေးတစ်လုံးပင်ဖြစ်စေကမူမြတ်စွာဘုရားရဲ့ဂုဏ်တွေဒီထဲမှာအများကြီးပါဝင်နေတဲ့ဂုဏ်တော်အရေးချင်းတစ်ခုဖြစ်ပါတယ်ဖျားဆိုတဲ့ပုဂ္ဂိုလ်ဟာအခုလိုအရဟံဆိုတဲ့အရေးချင်းရှိမှသာလဲဖျားအစစ်ဖြစ်နိုင်ပါတယ်ဆိုတာကိုဘုရားမြတ်စွာရဲ့ဘုရားနုတ္တိခုံးကိုစိတ်အာယုန်ထဲမှာ